ဒီသာသနာတော်နှစ်1560ခုနှစ်ကောဇာတိ1328ခုနှစ်ဘောင်လာကျမ်း4ရက်2016ခုရှိလပိုင်း9ရက်တနင်္ဂနွေနေ့ညနေခင်းအခါကာလမှာစင်ကာပူနိုင်ငံမောဘဝိပဿနာတရားစဉ်နဲ့လုပ်ငန်းစဉ်ပြန်ပွားရေးဒီပဖွဲ့ခွဲမှတ်1သစ္စာပါရမီဓမ္မရိပ်သာမှာကြီးမှုပြီးတော့ဆင်ကျင်းပကြတဲ့303ကြိမ်မြောက်တနေ့ကဝိပဿနာလုပ်ပြီးတရားစခန်းဓမ္မဒါနအထိမ်းအမှတ်ဖြစ်ဆင်ကျင်းပကြတဲ့ဓမ္မဒါနဓမ္မပူဇာတရားပွဲတွင်တော့ဒီနေ့ဣဒဘောင်းတော်အောင်လို့ကလျာဏပုထုဇဉ်အပိုင်း3လို့ပြောရမှာနော်အန္တပုထုဇဉ်ကလျာဏပုထုဇဉ်လို့ပုထုဇဉ်တွေရဲ့အစဉ်အတန်းကိုပိုင်းခြားသတ်မှတ်တဲ့အခါမှာခန္ဓာအာယတနာဓာတ်သစ္စာပြိဿသမုပ္ပါအစရှိတဲ့လေးနဲ့တဲ့သဘာဝဓမ္မတွေရဲ့အပေါ်မှာသိမြင်မှုနားလည်မှုရှိအောင်ကြိုးစားဖို့သိမြင်နားလည်မှုလည်းမရှိဘူးဆိုရင်သူ့ကိုအန္တပုထုဇဉ်ခန္ဓာအာယတနာဓာတ်သစ္စာပြိဿသမုပ္ပါအစရှိတဲ့လေးနဲ့တဲ့သဘာဝဓမ္မတရားတွေရဲ့အပေါ်မှာဥက္ကဟသင်ယူမယ်ပြိပု္ပ္ပစမြင်မြန်စုံစမ်းမယ်တဝနာနာထောင်မယ်ဒါရဏဆောင်းထားမယ်မှတ်ထားမယ်ပစ္စဝကန္တာစဉ်းစားဆင်ခြင်မယ်ဆိုလို့ရှိရင်အဲဒီလိုပုဂ္ဂိုလ်မျိုးကိုကလျာဏပုထုဇဉ်ကလျာဏပုထုဇဉ်အဖြစ်ကိုတက်လှမ်းနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဘုရင်တို့မှတ်သားကြရတာအခုဓာတုဓာတ်သဘာဝတွေရဲ့အကြောင်းကိုနာယူကြည့်ရမယ်အချိန်နော်ခန္ဓာ၅ပါးရဲ့အကြောင်းကိုပြောခဲ့ပြီအာယတနာ12ပါးရဲ့အကြောင်းကိုမနက်ကပြောခဲ့ပြီအခုဓာတ်18ပါးရဲ့အကြောင်းကိုနာယူမှတ်သားကြရအောင်နော်ဓာတ်ဆိုတဲ့စကားလုံးလေးကဓာတုဆိုတဲ့ပါဠိစကားကိုမမာမှုပြုတာတဘာဝန္တာရိတိဓာတုသူသဘောသူဆောင်နေလို့ဓာတ်ခေါ်တာသူသဘောသူဆောင်နေဆိုတော့လည်းပဲလုံငယ်အနေနဲ့နားတွေကိုနည်းနည်းများခက်နေမလားမသိသူအလုပ်သူလုပ်နေတာလို့ပြောတာဟောသူသဘောသူဆောင်နေဆိုတာသူအလုပ်ကိုသူလုပ်နေတာသူ့အလုပ်ကိုသူများဝင်လို့မရလို့သူကလည်းသူများအလုပ်ကိုဝင်လို့မရကိုယ်အလုပ်ကိုပဲလုပ်နိုင်တာဆိုကြပါစို့မြေကြီးကမြေကြီးအလုပ်ကိုမြေကြီးပဲလုပ်နိုင်တယ်လေးရဲ့အလုပ်ကိုမြေကြီးဝင်ပြီးတော့မလုပ်နိုင်လေးရဲ့အလုပ်ပဲလုပ်နိုင်တယ်မြေရဲ့အလုပ်ကိုဝင်ပြီးတော့မလုပ်နိုင်တတိဒီအစွမ်းတတိလေးတွေရှိကြတယ်ကိုယ်စွမ်းလေးနဲ့ကိုယ်ပေါ့အဲ့ဒါလိုစွမ်းအင်တတိတွေအများကြီးရှုပြီးတော့ပေါင်းပြီးတော့အလုပ်လုပ်နေကြတာကိုဒီကမှတော့ပြည်သူတွေကပတ်ချဝေချမ်းဝေဖန်ပြီးတော့ခွဲခြားပြီးတော့နားမလည်တဲ့အခါကျတော့ဒါဝငါရဲ့အစွမ်းဒါဝငါလို့ထင်အမှန်ကဓာတ်သဘာဝတွေပေါင်းပြီးတော့သူ့အစွမ်းနဲ့သူအစွမ်းပြနေတာဒါလူငယ်တွေနားလည်အောင်ပြောတာမြင်တယ်ဆိုတာဘယ်လိုမြင်တာတော့မြင်သိစိတ်ကမြင်တာဒါမြင်သိစိတ်ရဲ့အစွမ်းအဲ့ဒီမြင်သိစိတ်ကလေးကလည်းပဲသူ့ကိုဒါဓာတ်နာမည်နဲ့ပြောမှဆိုရင်သက္ခုဝိညာဏဓာတုသူလည်းပဲအကြောင်းမဲ့ဖြစ်လာတာမဟုတ်ဒီသက္ခုပတာရဆိုတဲ့မျက်စိအကြည့်ရုပ်ကလေးကတရားကြောင့်ဖြစ်ပေါ်လာတဲ့အကြည့်ရုပ်ကလေးပြင်မဲ့မှာအစင်းတွေအယောင်တွေရှိတယ်အဲ့ဒီအကြည့်ရုပ်ကလေးနဲ့အစင်းတန်းနဲ့တွေ့လို့ဉာဏ်သိစိတ်ဆိုတာတွေကအဲ့ဒီသဘောအာဂန္တုကဓာတ်သဘောလေးပေါ်ထွက်လာတာဒါဝင်ဆိုပြဘယ်လိုဟောပြလဲသက္ခုံသပတိစ္ဆရူပိသဥပ္ပစ္စတိသက္ခုဝိညာဏသက္ခုပတာရဆိုတဲ့သက္ခုဝတ္ထုဒီလိုလည်းသုံးတယ်သက္ခုပတာရအကြောင်းပြုပြီးတော့အကြောင်းနဲ့အစင်းတွေကိုအကြောင်းပြုပြီးတော့မြင်သိတယ်ဆိုတဲ့သဘောလေးဖြစ်လာတယ်အဲ့တော့အဲ့ဒါကိုကသူ့ပိုင်းနဲ့သူမသိတဲ့အခါကျတော့မြင်တာကိုငါမြင်တယ်လို့ထင်မြင်တာဟာသက္ခုဝိညာဉ်ကမြင်တာအဲ့ဒီမှာမြင်သူကလည်းပဲမြင်ုံပဲမြင်လိုက်တာမြင်ုံပဲမြင်လိုက်တာဒါကိုအကောင်းလားအဆိုးလားမသူပဲပြောပါပဲ
ယောက်ျားပဲမိန်းမပဲအစရှိသဖြင့်နော်အမျိုးမျိုးအဖြေတွေထုတ်တာကအတွင်းထဲကထုတ်တာဟုတ်လားဒီမြင်မှုရဲ့အစွမ်းကြောင့်အတွင်းထဲမှာနောက်ထပ်သိမှုဆိုတာတောက်လျှောက်အလုံးလင်းလင်းမြန်မြန်တန့်ပြီးဖြစ်တယ်သူ့ကြတော့သူကသင်္ကြန်ခန္ဓာနဲ့ပေါင်းပြီးတော့အလုံးလုံးတယ်မြင်လိုက်တာလေးကိုသူကငိုတော့မှမှတ်ထားတာလေးနဲ့တခါတည်းကြည့်ပြီးတော့ဒါပါပဲညာပဲဒါချစ်တဲ့သူပဲမုန်းတဲ့သူပဲဒါကဘယ်သူပဲငါသိတဲ့လူပဲမသိတဲ့လူပဲအစရှိသဖြင့်အမျိုးမျိုးသူကအဖြေတွေထုတ်တယ်အဲ့ဒါကသူ့ရဲ့ဆွမ်းလုံးဆိုတော့မနောဝိညာဉ်ကအလုံးလုံးလိုက်တာတော့အတွင်းထဲမှာလုံနေတာအဲ့တော့ဇုကိုမြင်နေဆိုတာဆိုကြပါစို့တဲ့တဲ့ပြောရရင်ဒီမျက်စိလေးကစကုဝိညာဉ်လေးကအယောင်ကိုပဲသိတာအယောင်လေးကိုပဲသိတာယောက်ျားလို့သိတော်တာမိန်းမလို့သိတော်တာလူကြီးတွေလူငယ်တွေလို့သိတော်တာအိမ်ကြီးကျောင်းတွေလို့သိတော်တာနော်အထည်ရက်တွေအနည်းတွေအဝေးတွေအနှိမ့်တွေအမြင့်တွေအလုံးတွေအပြားတွေဒီပုံစံအမျိုးမျိုးသိတော်တာလူကသိအောင်ဆိုအတွင်းနဲ့စိတ်ကသိမျက်စိကအဲ့ဒါကိုမသိဘူးတော့ပြောနေတာကသူ့အစွမ်းလေးနဲ့သူအတီးတီးရှိတယ်အကုန်လုံးကိုတစ်ခုလေးကစွမ်းနေတာမဟုတ်အကုန်လုံးပေါင်းလိုက်လို့သာလေသူကအလုပ်ဖြစ်နေတာအခုခုချိုးရင်းသွားရင်အလုပ်ကတိတ်မဖြစ်တော့မော်ဒကာကြီးတစ်စိမ့်နဲ့အလွန်တူတယ်လို့ထင်ပါတယ်ဝါယာလူလေးတစ်ချောင်းတော့အပြတ်မခံဘူးနော်ပြက်လိုက်တယ်ထိုးရသွားမှာအဲ့လိုပဲကျုပ်တို့ခေါင်းထဲမှာဒီလိုလုံးကိုဆက်သွယ်ပြီးတော့ထားတယ်နောက်လေးစစ်တက်တွေနဲ့အတိပေးနေတဲ့ဆက်သွယ်ထားတာအများကြီးရှုပ်ပေးနေနားလည်းကိုလည်းအလွန်ခက်ပါဒါအကျဉ်းမြင့်မဲ့ဦးဇင်းတို့လည်းပဲသိနိုင်တာပေါ့အဲ့ဒီကကျိုးတစ်ချောင်းတော့ပြတ်သွားမယ်ဆိုရင်ပဲဘာဖြစ်လို့သိရပဲလေကျန်တာတွေအကုန်အကောင်းကြီးပဲဒါပေမဲ့အဲ့ဒါပြတ်သွားတာနဲ့ကျန်တာတွေပါဆက်ပြီးတော့အလုံးမလုံးနိုင်တော့ရက်ဆိုင်ပါအကုန်လုံးကသူ့အစွမ်းနဲ့သူရှိနေတာယောဂလည်းယောဂရဲ့အစွမ်းနာကလည်းနာရဲ့အစွမ်းအဲ့လိုမျိုးသူ့အစွမ်းနဲ့သူရှိနေတာသူ့သဘောကိုသူဆောင်နေဆိုအဲ့ဒါကိုပြောတာသူ့အလုပ်သူလုပ်နေတာအဲ့လိုသူတို့ရဲ့အလုပ်တွေကိုသူတို့ရဲ့အစွမ်းတွေကိုကိုကမသိတဲ့အခါကျတော့ဘယ်လိုထင်တော့ဆိုတော့ငါလို့ထင်အားလုံးပေါင်းလိုက်တဲ့အခါကျတော့ဒါကြီးကိုငါလို့ထင်တယ်မြင်တာကိုလည်းငါလို့ထင်တယ်ကြားတာကိုလည်းငါကြားတယ်လို့ထင်တယ်နတ်နေရတဲ့အရာတွေရတဲ့တွေ့ထီရတဲ့အတွေ့အကြံတွေဖြစ်တယ်အဲ့ဒီလိုမျိုးသူ့သဘောသူဆောင်နေတဲ့သဘာဝကိုဘာလို့ခေါ်လို့ဓာတုဓာတ်လို့ခေါ်တယ်အဲ့ဒီကဆက်စစ်မျိုးကိုနားလည်ထားရင်သူကအလွန်ကြည့်လို့လို့ဆိုနိုင်မှာအာယတနာ12ပါးမလည်းတုန်းကပြောရနော်အဲ့ဒီအာယတနာ12ပါးကိုမှတ်သားပြီးတော့မျက်စိနဲ့အစင်တက်ဒါကိုအရင်တို့စက္ခာယတနာနဲ့ရူပါယတနာအာယတနာရှုတော်မှာကြည့်ရင်သူကလို့ပြောတယ်ဓာတ်ရှုတော်မှာကြည့်မယ်ဆိုရင်တော့စက္ခုဓာတ်ရူပဓာတ်အဲ့ဒီနှစ်ခုပေါင်းမိတာကိုအကြောင်းပြုပြီးတော့အတိတ်နောက်ထပ်စက္ခုဝိညာဏဓာတုဆိုတာထပ်ဖြစ်လာတယ်ဟောအဲ့တော့ဘုရားတို့မျက်စိရဲ့အစင်းရဲ့ဉာဏ်သိစေရဲ့ဆိုတော့သုံးခုတတွဲရတယ်အဲ့လိုပဲဘုရားတို့ပိဋကတို့အလုံးဉာဏ်ရှိပြီးသားအလေးလာတွေလည်းများပြီးသားပါသောတင်္စသိစ္ဆတတ္တင်္စဥပ္ပစ္စတိသောတာဝိညာဏနာအကြည့်ရုပ်ကလေးကိုအစွဲပြုတ်ပြီးတော့အတန်ဆိုတာကိုအစွဲပြုတ်ပြီးတော့ကြာတိတယ်ဆိုတဲ့သောတာဝိညာဏတာဖြစ်ပေါ်လာတယ်တော်ရဲ့နော်အဲ့ဒါတော့ဘုရင်တို့နာခေါင်းနဲ့အနတ်နဲ့အကြောင်းပြုပြီးတော့နံတိစိတ်ရှာနဲ့ရတာနဲ့ကိုအကြောင်းပြုပြီးတော့ဇာတိစိတ်ရတာတည်တဲ့စိတ်ဒီကာယပတ္တာရနဲ့ပုထဘယံကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့ထိတိစိတ်နော်မနောနဲ့ဓမ္မယံကိုအကြောင်းပြုလို့ဖြစ်ပေါ်လာတဲ့နော်မနောဝိညာဉ်တွေးတိစိတ်အကျဉ်းချင်းပြောရမှာဆိုဟောတော့အလုတ်ဆုံးပဲအကျေပြန်ဆုံးပဲနော်ဒီဓမ္မယံအကြောင်းကိုအစဉ်ကအလွန်သိသိချင်းလူတွေကဓမ္မယံကိုသိပြီးတော့နားမလဲအယူပါယံဆိုတော့အယောင်နေဟုတ်တယ်တတ္တယအတန်နေရပါဖြင့်မြင်ပြီးမှကြားပြီးမှအထက်ထဲမှာအယမ်းရှုပ်ထွေးသွားတာအယမ်းရှုပ်ထွေးတဲ့အပိုင်းကအဲ့ဒီဓမ္မယုံပိုင်းမှာရှုပ်ထွေးနေတာအဲ့ဒီဓမ္မယုံရှုပ်ထွေးတယ်ဆိုတာကိုနားလည်လို့ရှိရင်
ဒါကတော့ဒီတော့ဘဝမှာအများကြီးနေသာထိုင်တာရှိနိုင်တယ်ဟုတ်လားအဲ့တော့ဓာတ်ဆက်8ပါးသူ့အလုပ်သူလုပ်နေရတယ်ဆိုတာကိုနားလည်ရမယ်သိရမယ်အဲ့လိုဆိုလို့ရှိရင်ငါဆိုတာနေရာမရှိပါလားငါရဲ့အစွမ်းဆိုတာလည်းဘာမှမရှိပါလားအစွမ်းနဲ့ဥပါဒံတရားတွေနေပြီးတော့ဥပါဒံတရားတွေကြောင့်ဖြစ်ပေါ်နေတဲ့မလွတ်လပ်မှုလေးလံမှုကျုံနှောင်ခံရမှုတွေကနေပြီးတော့တရားတော်ဦးဇင်းတို့ကတတ်တာဝင်ရနိုင်တယ်။တော့တရားအထုတ်တယ်ဆိုတာအဲ့ဒီအမြင်တွေကိုရှင်းတဲ့ရှင်းအောင်ကြိုးစားတာ။ဒါကြောင့်မလီထွက်လေလေးကိုမှတ်တယ်ဆိုတာကတော့အိန္ဒိယလေးထိုင်ပြီးတော့ကြိုးစားတဲ့အချိန်မှာအလုံးမအကျိုးရှိပါတယ်။ဒါပေမဲ့ကျန်တဲ့အချိန်တွေမှာမျက်လုံးကလည်းပွင့်ထားတယ်၊နားကလည်းပိတ်လို့မရဘူး။အဲနားကတော်တော်ခက်တာပဲ။နောက်မျက်လုံးကမမြင်ရင်ပိတ်တာနည်းနည်းဇေယျပြတ်တယ်။အဲ့ဒီနားကြီးကပိတ်လို့မရဘူး။ကြားခြင်းဖြစ်ခြင်းကြားခြင်းဖြစ်တဲ့အတန်းကရွေးချယ်ပြီးတော့ဝင်လာမှာမဟုတ်တော့ဝင်လာတဲ့ရှင်ဝင်လာမှသူ့အလုပ်သူလုပ်နေတာလေတခုနဲ့ထိခိုက်တာနဲ့အတန်းတွေကလိုင်းနေပြန်သွားတယ်။ဘယ်သူမှအလုပ်ဖြစ်အောင်လုပ်နေတာမဟုတ်သူလုပ်နေတာ။တမဲ့သဘောတွေဆိုတော့နားလေရ။နေတ္တနေစီဝသဘာဝဒီစကားလေးကဦးဇင်းတို့ကလေးတုန်းကအပြီးတော့ကိုစပြီးတော့သင်ရတဲ့အခါမှာအဲ့ဒီကစဓမ္မာနေတ္တနေစီဝသဘာဝတရားဆိုတာဘာလို့လဲဒီသဘာဝတရားတွေကိုပြောတာနော်နေတ္တတတ္တဝါသဘောမဟုတ်ဘူးလေနေစီဝအတ္တသဘောမဟုတ်ဘူးလေအဲ့ဒါကိုရေဆိုရဘယ်လိုပြောအောင်ဆိုတဏှာကြီးနှစ်နာရီကြာအောင်ရှင်းနေတဲ့သဘောတွေမဟုတ်ဘူးလို့ဘယ်လိုပြောတာပြီးတော့မှရုပ်စီဝိတနာစီဝိတဆိုတာရှိရနော်အဲ့ဒါလည်းရောတော့မှလည်းဆိုရသေးတယ်ဟုတ်လားသူကထပ်ပြီးတော့အတိတ်ကလေးဖြစ်အောင်ထောက်ပံ့တဲ့သဘောကိုဒါစီဝိတရဲ့ဒီသဘောပြောတာအခုပြောတဲ့နေစီကအသက်မရှိဘူးဆိုတာဒါကမှတော့ဦးဇင်းတို့ထင်းနေတဲ့အသက်မျိုးကတော့မရှိဘူးဒါကမှတော့ဦးဇင်းတို့တွေကအမြဲတမ်းမသိမချင်းငါရှင်းနေတာလို့အောင်းနေတာအရင်တော့ငါအခုရှင်းနေတာနောက်စောစောတုန်းကမနေတော့ကအရင်နှစ်ကမွေးနေတာအခုချိန်ထိမသေးသေးဘူးအခုချိန်ထိတစ်ဆက်သေးရှင်းနေတာလို့ထင်နေတာမထင်ဘူးလားထင်တာဘုံမထင်ဘူးလားဆိုတော့ထင်တာပါပဲသိပြီးတော့ကြွားချအောင်နော်ဒီအမြင်တွေကိုရှင်းအောင်တက်နိုင်နေတာကြိုးစားကြရဟုတ်လားအဲ့တော့တကယ်တော့အဲ့လိုမျိုးကိုထင်းနေတယ်အဲ့ဒီလိုအသက်မျိုးဆိုတာတော့မရှိဘူးအဲ့ဒါကအလွယ်မှားပဲအခုအစ်စ်ဖြစ်နေတာအခုအစ်စ်ပဲဒါပေမဲ့စောစောကဖြစ်ခဲ့တဲ့အနေအထားနဲ့ဘာမှမဆိုင်ဘူးလားဆိုတော့မဟုတ်ပါဘူးစောစောကဖြစ်ခဲ့တဲ့အနေအထားတွေကိုပဲအကြောင်းခံပြီးတော့ဆက်ပြီးတော့ဖြစ်သွားတာဥဒိယတက္ကရာကြည့်တဲ့အခါမှာဒီလေးထားကြည့်ကြည်တဲ့မြင်တဲ့အခိုက်အတန့်တွေမှာမြင်ရတာလေးကတကယ်အလွန်တိုတောင်းတဲ့အချိန်လေးပါဒါပေမဲ့ကိုကသတိမထားတဲ့အခါကျတော့ဇလန်းစတွေကဆုံးတော့မှာပဲပြီးသွားလို့ထင်တာမမှားဘူးလားအဲ့ဒါမှားပေါ့ဇခန်းတစ်ခန်းပြီးတစ်ခန်းပြီးတယ်တစ်ခန်းမှလည်းပဲအချိန်မောင်းများစွာပြီးတယ်အရင်ကပြီးမှနောက်ကထင်လို့ရတာလေဟုတ်တယ်မလားတေချာကတ်ကြည့်မယ်ဆိုလို့ရှိရင်မရေမတွက်နိုင်တော့မီးလုံးလေးတွေလင်းကြီးမိချီဒါပဲရှိကျန်တာဘာမှမရှိဗီဒီယိုဖန်သားပြင်ပေါ်မှာအကြောင်းလင်းလာတယ်ပိတ်သွားတယ်ရွေးနေတာလည်းမရှိဘူးနော်ဒါမှကြည့်တဲ့အခါထိုးတယ်ချိတ်တယ်ရွေးတယ်အမလေးကြောက်စရာကြီးပါဆိုအဲ့ဒါကစိတ်ကအလုံးလုံးနေတာအဲ့ဒါကစိတ်ကအလုံးလုံးနေတာမျက်စိကအကြောင်းကိုတင်းပေးရုံနဲ့ပေးလိုက်တာဘာရောင်နေတာအလုံးမြန်တယ်ပေါ့နော်ကြောက်စရာကြီးလန့်စရာကြီးကြည်နူးစရာကြီးထိစရာကြီးလန့်စရာကြီးဆိုတော့အဲ့ဒီကပေးလာတဲ့တင်းကိုမှတ်သားထားတဲ့တင်ကြလေးနဲ့ပေါင်းပြီးတော့ဒီထဲကနေဖန်တီးနေတာဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ပေးတဲ့ပေါင်းဘယ်လိုအောင်လို့ဒလဇက်ဖြစ်ပေါ်ပြောင်းလဲနေတဲ့သဘာဝတရားဟာအဲ့ဒီမှန်သားပြင်ပေါ်မှာပေါ်နေတဲ့အနေအထားနဲ့အလွန်တူရဲ့နော်အဲ့တော့ပြောချင်တာကဘာလဲငါရဲ့အစွမ်းတတိငါရဲ့အခန်းကဏ္ဍဆိုတာဒီခန္ဓာမှာမရှိဘူးဓာတ်တဘာဝတွေပေါင်းစုပြီးတော့အလုံးလုံးနေတာနောက်ကားတစ်စင်းမှာအစိတ်အပိုင်းတိုင်းဟာအရေးကြီးတယ်အင်းကြီးလည်းအင်းကြီးအလျောက်နော်ဂီယာလည်းဂီယာအလျောက်ဘိန်းကလည်းဘိန်းအလျောက်ဘိန်းပေါင်လည်းပေါမရတော့ဘူးလေသူ့ကိုလည်းပဲတန်ဖိုးမထားလို့မရ
ဟုတ်တယ်မလားအကုန်လုံးဟာတက်ညီလက်ညီအလုံးလုံးနေမှာဒါကြီးကရွှေရှားကားဆိုတာဖြစ်လာအဲ့တပိင်းချင်းဖြုတ်လိုက်တစ်ခုချင်းဖြုတ်လိုက်ဆိုတော့ကားဆိုတဲ့နာမည်တောင်ခံမရှိတော့လူကလည်းကတော့အင်းတို့အခုလူငါဆိုတာအယူတခြားသားတခြားစပင်းတခြားအခုဒီဖြုတ်ချလိုက်လို့ဆိုလို့ရှိရင်လူဆိုတဲ့ဝေါ်ဟာလေးတောင်မရှိနိုင်တော့ဒါကြောင့်ဓာတ်သဘာဝတွေရဲ့အကြောင်းကိုပြောတဲ့အခါမှာသူ့သဘောသူဆောင်းနေလို့ဓာတ်လို့ခေါ်တယ်သူ့သဘောသူဆောင်းနေဆိုတာသူ့အလုပ်သူလုပ်နေတာသူ့အလုပ်သူလုပ်တယ်ဆိုတာအတီးတီးသောသဘာဝတရားတွေသူတို့ရဲ့ကိုယ်ပိုင်ဆွမ်းရည်တတိနဲ့သူတို့ရဲ့ကိုယ်ပိုင်သဘောလေးတွေကိုလုပ်နေတာဟုတ်ရဲ့လားအဲ့ဒါ16မျိုးလောက်ပဲပြီးတော့နားလေရမယ်16မျိုးခုပြောပြီးနော်မျက်စိနားနာလျာကိုယ်စိတ်6မျိုးအစင်ကျူပါယုံတတယုံကဏယုံရတယုံဘုရားဘာယုံဓမ္မယုံအာယုံ6မျိုးအတုတော်ရသူ့အာယုံတိုက်မိတာကိုအကြောင်းပြုပြီးတော့ဝိညာဏဓာတ်မိုးစလောပြားကြီးရဲ့ဟောတာနဲ့ပြောမစွင်းတော့သူကဒေါရ6ပါးကိုအခန့်ဓာတ်တယ်အာယုံ6ပါးကိုအတိုက်ဓာတ်တယ်ဝိညာဉ်6ပါးကိုလည်းတော့အပွင့်ဓာတ်သုံးနှုံးတတ်တယ်နော်ပွတ်ထွက်လာဧည့်တယ်လို့နားလည်ဖို့လိုတယ်ဟုတ်ရဲ့လားအဲ့တော့အဲ့ဒီဓာတ်တဘာဝတရားတွေကိုနားလည်လို့ရှိရင်တစ္ဆောဘုရားသူဟာပညာရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောရမယ်လို့ဟောတာရှိတယ်ဘုရားတို့ဓာတ်တွေနဲ့ပတ်သက်ပြီးတော့မှတ်သားစရာအလွန်ကောင်းတဲ့တုတ်တန်လေးတစ်ပုဒ်အကျဉ်းချင်းလေးပြောပြမယ်မေဇိမနိကေထဲမှာဘဟုဓာတုကတုတ်တန်ဆိုတော့တုတ်တန်တစ်ပုဒ်ရှိတယ်ဘဟုဓာတုကညားပြတဲ့ဓာတ်တဘာဝတွေအကြောင်းမြတ်စွာဘုရားဟောတာအဲ့ဒီသုတ္တမမြတ်စွာဘုရားယဟန်တော်တွေကိုဘယ်လိုအစရှိပြီးတော့အမင်းရှိလဲဆိုတော့ယဟန်တော်ဦးလေဟောဒီလောကကြီးမှာအတိညာနေတဲ့လူမိုက်တွေကြောင့်ဘေးတွေအန္တရာယ်တွေဆိုတာဖြစ်နေရတာဉာဏ်ရှိတဲ့လူစဉ်းစားဆင်ခြင်တတ်တဲ့လူတွေကြောင့်ဘေးတွေအန္တရာယ်တွေဖြစ်မလာဘူးတဲ့မိုက်မဲတဲ့လူမိုက်တွေကြောင့်ဘေးတွေအန္တရာယ်တွေကြောက်စရာတွေဆိုတာဖြစ်လာတာတဲ့ဥပမာကျူရုပ်ကလေးတွေမိုးနော်တဲလေးတွေအိမ်တိတိလေးတွေပြီးလောင်စရာအလွန်ကောင်းတဲ့တဲလေးတွေကစပြီးတော့လောင်လိုက်တဲ့ပြီးဟာအလွန်ကြီးမားတဲ့ဘုံတန်းပြတ်တတိနဲ့တိဆောက်ထားတဲ့အိမ်ကြီးအိမ်ကောင်းတွေပါလောင်တဲ့လူမျိုးလောကကြီးမှာလူမိုက်တို့ကြောင့်အလုံးဒုက္ခရောက်ကြပညာရှိတို့ကြောင့်ဒုက္ခရောက်တယ်ဆိုတာလောကမှာမရှိဘူးတဲ့ဒါကြောင့်ငါဒီပညာရှိတဲ့လူတယောက်ဖြစ်အောင်စဉ်းစားဆင်ခြင်တတ်တဲ့လူတယောက်ဖြစ်အောင်ကြိုးရမယ်လို့သင်တို့အဲ့လိုကျင့်ရမယ်လို့မြတ်စွာဘုရားအမိန့်ရှိတယ်လူမိုက်ဖြစ်လို့ရှိရင်အတိညာဏ်ရှိရင်ကိုယ်ပထမဆင်းရဲစေမယ်ဒုတိယကိုနိစ္စရာကိုဆင်းရဲစေမယ်အဲ့ဒီလူမိုက်ကမိုက်တဲ့နေရာမှာစွန့်ရင်စွန့်လာတော့အလွန်ကျေပြန့်သောလောကကြီးကိုဆင်းရဲစေအောင်မယ်ဒါကလည်းလူမိုက်တွေနဲ့မကင်းနိုင်တော့သူတို့ရဲ့ကြံကိုလည်းခံပေါ့ဟုတ်လားကိုမဒီလောကကြီးကလွတ်မြောက်အောင်မလုပ်နိုင်သေးတာပေါ့သူတို့အပြစ်တင်လို့တော့ဖြစ်မှာမဟုတ်ဟုတ်တယ်မဟုတ်လားအဲ့လိုမျိုးမြတ်စွာဘုရားကငါဒီပညာရှိတယောက်ဖြစ်အောင်စဉ်းစားဆင်ခြင်တတ်တဲ့တယောက်ဖြစ်အောင်သင်တို့အဲ့လိုကျင့်သုံးရမယ်လို့အမိန့်ရှိတော့ရှင်အာနန္ဒာကမြတ်စွာဘုရားကိုမေးတာမြတ်စွာဘုရားတဲ့အဲ့လိုဆိုရင်ပညာရှိတယောက်ဖြစ်ဖို့အတွက်စဉ်းစားဆင်ခြင်တတ်တဲ့လူတယောက်ဖြစ်ဖို့အတွက်နော်ဘယ်လိုအတိုင်းအတာထိအရေးအသွေးတွေရှိရမလဲဘာတွေကိုသိရမလဲဘာတွေကိုသိမှနော်ပညာရှိတယောက်စဉ်းစားဆင်ခြင်တတ်တဲ့လူတယောက်ဖြစ်မလဲလို့မေးတော့မြတ်စွာဘုရားအဲ့ဒီမှာ၄မျိုးပြောတယ်ပညာရှိတယောက်စဉ်းစားဆင်ခြင်တဲ့သူတယောက်ဖြစ်ဖို့အတွက်၄မျိုးသောအရာဌာနတွေမှာလိမ္မာကျွမ်းကျင်မှုရှိရမယ်လိမ္မာတွေဆိုတဲ့အသုံးလုံးလေးကယင်တော်ကဗမာလူမျိုးတွေကပြောလို့ဆိုလို့ကောင်းတဲ့ဆိုရင်လိမ္မာတွေလို့ပြောတာနော်ဒီကတော့အဲ့လိုမဟုတ်လိမ္မာဆိုကျွမ်းကျင်တာကြီးညွှန်းတာလိမ္မာကျွမ်းကျင်မှုရှိရလို့ခုကိုလိမ္မာကျွမ်းကျင်ရင်လောက်တော့အဲ့တော့အရာဌာန၄မျိုးမှာလိမ္မာကျွမ်းကျင်တယ်ဆိုရင်သူ့ကိုပညာရှိလို့ပြောရမယ်နံပါတ်1ဓာတုကုသလောဟောတိဓာတ်တွေကိုလိမ္မာကျွမ်းကျင်ရတယ်နံပါတ်2အာယတနာကုသလောဟောတိအာယတနာတွေရဲ့ပုံမှာလိမ္မာကျွမ်းကျင်ရမယ်အဲ့ဒါမနေ့ကပြောခဲ့ပြီလားဟုတ်လားနောက်နံပါတ်3ပရိစ္ဆသမုပ္ပါဒကုသလောဟောတိအဲ့ဒါမနေ့ကမှပြောမှာပရိစ္ဆသမုပ္ပါမှာလိမ္မာကျွမ်းကျင်ရတယ်နံပါတ်4ဌာနကုသလောဟောတိ
အရာဌာနဟုတ်ဒီမဟုတ်ဒီ၌လိမ္မာကျွမ်းကျင်မှုရှိရဒါဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဖြစ်တဲ့နဲ့မဖြစ်တဲ့မှုဒါနဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်မှုရှိရဒါကတော့လောကရေးရာအလွန်ကျေပြန့်အဲ့ဒါကြောင့်အဲ့တော့မြေပုံကပြိဿဘုရားကိုပြောတဲ့အခါမှာအဲ့ဒါလေးကိုထည့်ပြောအခုပြောတာကတော့ဓာတုကုသလောဟောတိဆိုတဲ့အပိုင်းလေးကိုပတ်ပြီးတော့အစဉ်ပြောပြနော်ဉာဏ်ပညာရှိတဲ့လူတယောက်ဖြစ်ဖို့စဉ်းစားဆင်ခြင်တတ်တဲ့လူတယောက်ဖြစ်ဖို့အတွက်လိုအပ်တဲ့အရေးအသွေးတွေကတစ်ခုပေါ့နော်ဓာတုကုသလောဟောတိဓာတ်တဘာဝတွေအကြောင်းကိုလိမ္မာကျွမ်းကျင်ရအဲ့လိုမျိုးမြတ်စွာဘုရားအမိရှိတဲ့ကဆရာနာနာကတစ်ခုချင်းစီကိုမေးတာအဘယ်ညလောက်ဖြင့်ဓာတ်တဘာဝတွေကိုလိမ္မာကျွမ်းကျင်တဲ့လူလို့ဆိုနိုင်မလဲတဲ့ဘယ်လောက်သိရင်ဓာတ်တွေရဲ့ပုံမှာသိတယ်လို့ဆိုနိုင်မလဲတဲ့ဒါမြတ်စွာဘုရားပထမဆုံးစပြောတာကဓာတ်18မျိုးကိုကောင်းကောင်းသိနေလိမ္မာကျွမ်းကျင်တယ်ဆိုရင်သူကဓာတုကုသလဓာတ်တွေမှာလိမ္မာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်လို့ဆိုရမယ်ဒါဓာတ်18မျိုးခုနပြောခဲ့ပြီနော်အကျဉ်းမြင်လေးကိုပေါ့ဖို့အေးဆေးပြန်ပြီးတော့စဉ်းစားနည်းနည်းလေးညှိုးဆိုရင်တော့နော်ဆရာကြီးဦးထေးအောင်ဟောတဲ့တရားပွေတွေလေ့လာနေခြင်းတရားကျွမ်းကျင်နော်ဦးဇင်းတို့လိုက်လို့မမေ့ဘူးဒီရုပ်ပိုင်းဆိုင်ရာသဘာဝတွေကိုပြောပြတာဒီမှာရှိနေတဲ့ရုပ်သဘာဝတွေကိုပြောပြတာအဲ့ဒါလေးကြောင့်မလို့ဒီနန္တသဘာဝတွေဖြစ်ပေါ်လာပုံကျိုးတဲ့အကြောင်းတဲ့သဘာဝကြကြယုတ်တိရှိရှိသိပ္ပံပညာရှုတော့စေပညာရှုတော့စွန့်အောင်ပြောပြတာဒါတော့ဖြင့်ဘဝဒီမှာသူ့ရဲ့တပည့်တွေကဆရာဝန်တွေပဲများအလွန်တော်တဲ့ဆရာကြီးအခုတော့ဆုံးသွားတယ်90ကျော်မှဆုံးဆရာကြီးဦးထေးအောင်တော့ဓာတ်18ပါးနဲ့ပတ်သက်ပြီးတော့ကပေးတဲ့ဘောပြောလို့စောစောကဦးဇင်းအကျဉ်းလေးလေးပြောရင်အဲ့ဒါကိုလိမ္မာကျွမ်းကျင်ရင်ဒါဆိုလို့ရှိရင်ဓာတုကုသလပုဂ္ဂိုလ်လို့ဆိုရတယ်ဆက်ပြီးတော့မေးတဲ့ရှင်အနန္ဒာမြတ်စွာဘုရားတဲ့အဲ့ဒီ18မျိုးလောက်ကိုသိတာနဲ့ရောလိမ္မာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်လို့ဆိုရမလားနောက်ထပ်ကိုထပ်ပြီးတော့ဓာတ်တွေနဲ့ပတ်သက်ပြီးတော့သိရရှိသေးသလားလို့ထင်မိတာဟောအဲ့လိုမေးတော့မြတ်စွာဘုရားကြီးကနောက်ထပ်ထပ်ထွက်လာတယ်ပေါ့စကားဒါရှင်အနန္ဒာရဲ့ကျေးဇူးကိုနောက်ထပ်သိစရာဓာတ်တဘာဝတွေရှိသေးတယ်အဲ့ဒါဘာလို့ဆိုတော့ဓာတ်6မျိုးမြတ်စွာဘုရားဟောပထဝီဓာတုအာဘောဓာတုတေဇောဓာတုဝါယောဓာတုအာကာသဓာတုဝိညာဏဓာတုဓာတ်6မျိုးပထဝီဓာတ်အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်အာကာသဓာတ်ဝိညာဏဓာတ်ဓာတ်6ပါးဒီဓာတ်6ပါးကလေဒီစောဘုရားကြီးစီရင်တဲ့ဒီပဏိကျမ်းစာတွေထဲမှာအလွန်တရာမှအရှင်းများတဲ့တရား6မျိုးပေါ့ဓာတ်6ပါးဦးဇင်းတို့ပုဂ္ဂုတ္တတိမင်းကြီးကိုပုဂ္ဂုတ္တတိမင်းကြီးဆိုတာကနောက်ဆုံးတော့ဘီလူမကနွားကိုဝင်ပူးပြီးတော့တတ်လို့နော်ဘောဆုံးရတဲ့သူတော်ကောင်းကြီးပေါ့တိုင်းပြည်စည်းစိမ်ကိုဆွန့်ပြီးတော့မြတ်စွာဘုရားကိုရည်မှန်းပြီးတော့ရဟန်းပြုလာတာမြတ်စွာဘုရားရှိရာကိုမှန်းပြီးတော့လာတာဘုရားနဲ့တခါမတွေ့ဘူးနောက်အိုးထိတ်တဲ့တဲထဲမှာသူဝင်ပြီးတော့နေတာတရားစီကိုလာရင်အဲ့မြတ်စွာဘုရားကရှိကအတိတ်ကဆိုးခဲ့တဲ့ကံတရားကိုပြုခဲ့လို့အဲ့ဒီကံကအသေးတတ်တော့မှသူ့ကိုအဲ့ဒါကိုသိတော်မူလို့မြင်တော်မူလို့မြတ်စွာဘုရားကအဲ့ဒီဦးလေးတဲ့တဲကိုမြတ်စွာဘုရားကြွလာတာကျောင်းတော်ထိသူ့ကိုရအောင်ဒီမဆောင်သူအချိန်သိမရှိတော့မြင်တော်မူလို့ပေါ့နော်အဲ့ဒါနဲ့ဦးလေးတဲ့တဲကိုကြွသွားတော့အမှန်ရန်တော်လို့ပဲထင်တာပါပုဂ္ဂုတ္တတိမင်းကြီးကပြုလာတဲ့ယဟန်အမြတ်စွာဘုရားလည်းငါမြတ်စွာဘုရားပဲသင်ကြီးမှန်းတဲ့ပုဂ္ဂိုလ်ပဲငါဗုဒ္ဓပဲလို့အဲ့လိုမိတ်မရှိဒီဗုဒ္ဓကိုမြင်လို့ရှိရင်သင်သိမလားဆိုမသိပါဘူးလို့သူကလည်းပြောတာဒါတော့နေကြည့်မြတ်စွာဘုရားတဲ့အောင်ကတရားဟောမယ်လို့ပြောတာဟိုကလည်းပဲတရားကိုမြင်လို့လာတဲ့ပုဂ္ဂိုလ်ဆိုတော့တရားဟောမယ်ဆိုတော့ဝမ်းမြောက်ဝမ်းသာပဲလက်ခံမမနာကင်းတော့အဲ့ဒါသူကသရုပ်ထဆံလောက်ထိရနေပြီလားရှင်းပြဘောရတယ်အဲ့ဒီမှာမြတ်စွာဘုရားဟောတာဓာတုဝိပင်္ဂသုတ်တံဆိုတာအဲ့ဒီဦးလေးတွေတဲတယ်မဟောတဲ့တရားအဲ့ဒီမှာလည်းဒီဓာတ်6ပါးဆိုတာအဓိကကံပြီးလို့ပြောတာပြောရင်ဒါလေးပါဟုတ်လားပထဝီအာဘောတေဇောဝါယောအာကာသဝိညာဏပထဝီအာဘောတေဇောဝါယောကတော့အကြမ်းများလို့တက်ကြီးလေးပါအာကာသဓာတ်ဆိုတာကဘာလဲအကြမ်းအပေါက်ဟုတ်လားဒီခန္ဓာမှာအာကာသဓာတ်တွေရှိဘူးလားရှိပါဘူးဒီခန္ဓာကိုယ်ကြီးရှင်တန်ရေးအတွက်အာကာသဓာတ်တွေရောလည်းပဲအလိုတရားမှာကျေစုများတာပဲလေ
ငါခေါင်းပေါက်ပါးစပ်ပေါက်အစားအစာတွေဝင်ထွက်သွားလာနေတဲ့အပေါက်ဒီတွေဝင်ထွက်သွားလာနေတဲ့အပေါက်ဟုတ်တယ်မဟုတ်လားဝိတာတို့ဖြင့်မထိဆက်သောတဲ့မြတ်စွာဘုရားဟောပြောချက်ကလေးအာကာသတ္တအဲ့ဒီအာကာသတ္တကိုလည်းပဲဒီဓမ္မတို့ဦးဇင်းတွေကငါလို့ထင်တာပဲသူလို့ထင်တာအော်ရကောင်းတယ်နော်အာကာသတ္တဆိုတာအခေါင်းအပေါက်ဟုတ်လားစဉ်းစားကြည့်နော်ဘေးကရုပ်တွေရှိနေလို့သူ့ရဲ့တရံလေးကထင်ရှားနေတာဟုတ်တယ်မဟုတ်လားဒီဘက်မှာရှိနေတဲ့အာကာသကြီးနဲ့အဲ့ဒီအာကာသနဲ့ဘာထူးလို့အားမထူးတကယ်ကအာကာသတက်ကိုလည်းနားလေစရာအလွန်ကောင်းတယ်သူ့ကိုလည်းဓာတ်သဘာဝတရားတစ်မျိုးအနေနဲ့မြတ်စွာဘုရားဟောတာနော်အာကာသဓာတုတွေတော့ဝိညာဏဓာတုဆိုတာဘာလို့လဲစိတ်ကိုပြောတာပါတည်တယ်အကြောင်းလေးကိုတည်တယ်အတန်လေးကိုတည်တယ်ဟုတ်လားအမျိုးမျိုးတည်တယ်နောက်ဆုံးနော်မနောဝိညာဉ်အတွင်းထဲကနေပြီးတော့ဉာဏ်စီစဉ်းစားပြီးတော့နေတာအဲ့ဒါဘာလို့ခေါ်လို့ဝိညာဏဓာတ်အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီဓာတ်6မျိုးရဲ့အကြောင်းကိုသိမယ်ဆိုရင်သူ့ကိုဓာတုကုသလဓာတ်တွေမှာလိမ္မာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်လို့ဆိုရမယ်လို့ဟောဆိုတော့ဓာတ်18ပါးအခုဓာတ်6ပါးအဲ့လိုမင်းရှိတဲ့အခါကျတော့ရှင်အနန္ဒာကတက်ပြီးတော့မေးပြန်တယ်မြတ်စွာဘုရားတဲ့နောက်ထပ်သိစရာဓာတ်တွေရှိပါသေးသလားအဲ့လိုမြတ်စွာဘုရားရှိသေးတယ်တဲ့ဘာပြောလို့ဆိုတော့နောက်ထပ်6မျိုးထပ်ပြောပြန်တယ်ဒုက္ခဓာတ်ဒုက္ခဓာတ်သောမနတ္တဓာတ်ဒေါမနတ္တဓာတ်ဥပိ္ပခာဓာတ်အဝိဇ္ဇာဓာတ်ခံစားမှုလေးနဲ့ရှင်းပြောတယ်နော်ဒုက္ခဆိုတာခန္ဓာကိုယ်ရဲ့ချမ်းသာတဲ့သဘောဒုက္ခဆိုတာခန္ဓာကိုယ်ရဲ့ဆင်းရဲတဲ့သဘောသောမနတ္တဆိုတာစိတ်ရဲ့ချမ်းသာတဲ့သဘောဒေါမနတ္တဆိုတာစိတ်ရဲ့ဆင်းရဲတဲ့သဘောဟောအတူနော်ဒုက္ခနဲ့သောမနတ္တကိုချမ်းသာစိတ်ချမ်းသာဒုက္ခနဲ့ဒေါမနတ္တကိုရှင်းရဲစိတ်ရှင်းရဲဥပိ္ပခာဆိုတာကြတော့ချမ်းသာတာလည်းမထင်ရှားဘူးဆင်းရဲတာလည်းမထင်ရှားအဝိဇ္ဇာဆိုတာကတော့အမှန်တရားကိုမသိတဲ့သဘာဝသူလည်းဓာတ်သဘာဝတရားတစ်မျိုးပဲအရာကြီးကတတ္တဝါတွေရဲ့အခြေခံကြီးလို့တော့ဆိုရမလို့ရှိတယ်သူပြတ်သွားရင်တတ္တဝါဒုက္ခငြိမ်းသွားဟုတ်တယ်မလားဒီမသိမှုမှာအခြေခံတဲ့ဟာတော့ဒီကံတော့ဉာဏ်တွေကသိလာလို့ရှိရင်ဘဝရဲ့ပုံမှာနားလည်သွားတယ်နဲ့ဘဝရဲ့ပုံမှာမမောမှုဆိုတဲ့တဏှာလည်းကြောက်သွားနိုင်မလားတက်သွားတယ်အဝိဇ္ဇာဆိုတာတဏှာရဲ့တော့တရားမိယာကြီးပါပဲဒါကြောင့်အခုအဝိဇ္ဇာကိုနေတဲ့နေအောင်သိအောင်လုပ်နေကြတာအဝိဇ္ဇာကိုဓာတ်လိုက်တိုက်ခိုက်တာဘာနဲ့တိုက်ခိုက်ဝိဇ္ဇာနဲ့တိုက်ခိုက်ဝိဇ္ဇာကလည်းပဲတတိပပါပဲနဲ့ဖြစ်တဲ့အတွက်ကြောင့်တတိကအတော်အဓိကကြာနေတယ်ဟုတ်လားအပ္ပမဒေနဝိဇ္ဇာယအပ္ပဟိတဏမတနောတဲ့နော်အပ္ပမဒေနဝိဇ္ဇာယတတိတရားနဲ့အတိတရားနဲ့အပ္ပဟိတဏမတနောကိုယ့်ရဲ့စိတ်ထဲမှာစူးဝင်နေတဲ့ကိလေသာညှောင်းနေညားနေဆွတ်နှပ်ရမယ်လို့မြတ်စွာဘုရားဟောတာဟုတ်လားအဲ့တော့အဲ့ဒီအဝိဇ္ဇာကိုလည်းမြတ်စွာဘုရားအခုဘာလို့ပြောလို့ဓာတ်သဘာဝတရားတစ်မျိုးဝိဇ္ဇာဆိုတာဘာလို့အမှန်တရားကိုမသိရတော့သူသိနေတာကအမှားတွေအမှားတွေကိုသိနေတာကျတော့သိတယ်လို့မဆိုနိုင်ဘူးဟုတ်လားဆိုကြပါစို့ဗျာအဖြူကြီးကိုအမဲလို့သိတယ်သူတို့သိတယ်ထင်တယ်အဲ့ဒါကိုသိတယ်လို့ပြောလို့ရတာမရဘူးလူမှားတာနဲ့လည်းဥမာပေးနိုင်တယ်ဟောထင်းနေတာအဖြူကြီးလို့ထင်တာအဲ့ဒါတကယ်လည်းမဟုတ်ဒါပေမဲ့သူ့တော့ဘယ်လိုထင်တာသိတယ်လို့ထင်နေတာအဲ့ဒီအတိကိုအတိလို့ပြောနိုင်မလားမပြောနိုင်ဘူးဒါဘာလို့မသိတာတော့ဆိုတော့သစ္စာလေးပါးကိုမသိတာဝါခနာဆင်းရဲတဲ့သဘာဝတရားများလာဖြစ်တယ်ဆိုတာကိုမသိဘူးလောဘဟာဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်ဆိုတာကိုမသိဘူးလောဘချုပ်မှဒုက္ခချုပ်မယ်ဆိုတာကိုမသိဘူးမဂ္ဂင်7ပါးအကျင့်များကိုကျင့်မှဒုက္ခချုပ်ခြင်းရကိုဆက်ရောက်စေလိမ့်မယ်ဆိုတာကိုမသိဘူးအဓိကကြတဲ့မသိမှုကြီးပေါ့အဲ့ဒါကိုသိရင်အဓိကကြတဲ့သိမှုကြီးကိုရကျန်တာသိတာကသိတာမှမရှိဟုတ်တယ်မလားကျန်တာမသိတာကလည်းသိအကြောင်းမထူးဒီသစ္စာလေးပါးကိုသိရင်မသိခြင်းကတော့အလွန်တရာမှထူးခြားတယ်ဗျသိရင်ကောင်းတဲ့ဘက်မှာအရင်ကောင်းတယ်မသိရင်မကောင်းတဲ့ဘက်မှာအလွန်အလွန်ကိုဆိုရသွားတယ်ဟုတ်လားအဲ့လိုသစ္စာလေးပါးကိုသိတော့ဘယ်လိုခေါ်တော့အဝိဇ္ဇာသူ့ကိုအဝိဇ္ဇာဓာတ်လို့ပြော6မျိုးနှစ်ခါရှိသွားတယ်နော်
ဒုက္ခဒုက္ခဒေါမနတဒေါမနတဥပေက္ခအဝိဇ္ဇာနောက်ထပ်ပြီးတော့လျှောက်ပြန်နေရှင်အနန္ဒာကအဲ့ဆိုဗျာတဲ့နောက်ထပ်ဓာတ်တွေနဲ့ပတ်သက်ပြီးတော့ဟောပြလို့ဖြစ်နိုင်ပါသေးသလားဖြစ်နိုင်သေးတယ်နောက်ထပ်6မျိုးလာမယ်နော်ဓာတုကုသလဓာတ်တွေမှာလေးမှကျွမ်းကျင်တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်အောင်မှတ်သားရအောင်နော်နောက်ထပ်ပြောလိုက်တဲ့6မျိုးကဘာပြောလို့ဆိုတော့ကာမဓာတ်နိခမဓာတ်တွဲကာမဓာတ်ဆိုတာကရှင်မှုဝေရာလိုလားတက်တဲ့ဝေရာကောင်းတဲ့အာယုံ၅ပါးရဲ့ပုံမှာဆွေးမဲ့တဲ့သဘောဒါပါတော့ကာမဓာတ်အဓိကတရားကိုကောက်မှဆိုတော့လောဘကိုကောက်အောင်ပါတော့ကာမဓာတ်နိခမဆိုတာဒီဒုက္ခတွေကနေလွတ်မြောက်အောင်ကြိုးစားတဲ့သဘာဝကာမကနေလွတ်မြောက်အောင်ကြိုးစားတယ်အကုသိုလ်ကနေလွတ်မြောက်နိုင်အောင်ကြိုးစားတယ်ကိလေသာကနေလွတ်မြောက်နိုင်အောင်ကြိုးစားတယ်နော်အပြင်းတက်တွေကနေလွတ်မြောက်နိုင်အောင်ကြိုးစားတယ်နိခမရဲ့အလေးတွေကလည်းအလွန်ကျယ်တယ်နိခမကိုကြည်ကြည်ပြည့်ပြည့်နားလည်ခြင်းကုသိုလ်မှန်တဲ့နိခမပဲလို့အဲ့လိုသာမှတ်တတ်မလွယ်ဘူးဟုတ်လားနိခမရဲ့စကားရဲ့အဓိပ္ပာယ်ကထွံ့မြောက်ခြင်းလို့အဓိပ္ပာယ်ရမှာကုသိုလ်ကဘယ်ကနေထွံ့မြောက်မှာဆိုအကုသိုလ်ကနေထွံ့မြောက်တာဟုတ်လားအဲ့ဒီနိခမကိုလည်းဆိုပြအခုဓာတ်တဘာဝတရားတစ်မျိုးလို့ပြောတာဟုတ်ရှင်ကောင်းတာငါကောင်းတယ်လို့ထင်နေပါလေဘောပေါက်တာကိုပြောတာကောင်းတာလေးလုပ်နေတဲ့အချိန်မှာနိခမဓာတ်လို့နားမလည်နေတယ်ဘာလို့ထင်တာကောင်းတယ်လို့ထင်ရင်တော့အဲ့ဒါမာနတရားလည်းလာမယ်သူများကိုနှိမ့်ချလာမယ်ဘလို့လားအတင်နောက်ဆက်တွေကအများကြီးဖြစ်လာတယ်အဲကြောင့်ဓာတ်တဘာဝကိုမြင်ရမယ်မကောင်းတာကိုလည်းငါမကောင်းတာလို့မမြင်နဲ့မကောင်းတဲ့သဘာဝကြီးကမကောင်းတာလို့မြင်ရမယ်ဒါကပရမတ္ထသဘာဝတွေကိုအရှိကိုအရှိတိုင်းနားလည်ဖို့ကြိုးစားနေတာမကောင်းတဲ့လူလည်းမရှိဘူးကောင်းတဲ့လူလည်းမရှိဘူးမကောင်းမှုသာလည်းရှိတယ်ကောင်းမှုသာလည်းရှိတယ်ဟုတ်လားကာမဓာတ်ရဲ့နိခမဓာတ်ရဲ့တွဲနောက်ပြီးတော့ဧတတော်ဒီလောက်ပြောလိုက်ရင်ရှင်းမိမယ်ထင်ပါတယ်ဗျာပါဒဓာတ်ရဲ့အဗျာပါဒဓာတ်ရဲ့ဗျာပါဒဆိုဒေါသသူများကိုဆင်းရဲတယ်ဖြစ်စည်းစေခြင်းဒီထဲမှာဖြစ်စည်းပြလိုက်ခြင်းဗျာပါဒအဗျာပါဒဆိုတာအဒေါသမေတ္တာသဘောသူကတွဲနော်နောက်တတိယအတွက်ကဘာလို့ဆိုတော့ဝိဟိန္တာဓာတ်နဲ့အဝိဟိန္တာဓာတ်ဒေါသကအကျဉ်းမဲ့ချက်ကကြီးလုံးကကြီးလာတဲ့ခါကျတော့ဒီလိုပြောပြလိုက်တော့မယ်လုပ်ပြလိုက်တော့မယ်ဆိုပြီးတော့တခါလေအဲ့ဒီလူတစ်ဖက်သားကိုဆင်းရဲဖို့အတွက်ကြံစီတော့တာစဉ်းစားတော့တာနှိမ့်ဆက်ဖို့ကိုစဉ်းစားတော့တာနှိမ့်ဆက်တဲ့အကြံစီကိုဝိဟိန္တာဓာတ်ညှင်းဆဲခြင်းရက်ဆက်ခြင်းဝိဟိန္တာတရားဒေါသကိုဒေါသနေရာလေးတွေရက်နိုင်ရင်လည်းတော်လေးရမှာနော်ဗျာပါဒကိုဗျာပါဒတွေမရက်ဘဲနဲ့ဝိဟိန္တာတိဆက်သွားတဲ့ခါကျတော့ကမ္ဘာလောကကြီးပို့ပြီးတော့မပို့လာဘူးလားပို့လာတယ်ဝိဟိန္တာဓာတ်ရဲ့ဆန့်ကျင်ဘက်ကမှလို့အဝိဟိန္တာဓာတ်အကျဉ်းနာမှုနဲ့ရှင်တဲ့အလွန်မြင့်မြတ်တဲ့သဘာဝတရားတွေမျိုးနှိမ့်ဆက်ညှင်းဆဲမှုနဲ့ဆန့်ကျင်ဘက်ပေါ့နော်အဲ့တော့ဦးဇင်းတို့ဓာတ်သဘောဘယ်လိုမျိုးရမှာ6မျိုးအဲ့ဒါကိုပြီးတဲ့တို့ပို့ပြီးတော့နားလည်အောင်ကာမဝိတ္တဗျာပါဒဝိတ္တဝိဟိန္တာဝိတ္တဒါကြတော့နားရှင်းတယ်ဟုတ်လားအဲ့ဒါရဲ့ဆန့်ကျင်ဘက်နိခမဝိတ္တဗျာပါဒဝိတ္တအဝိဟိနိခမဝိတ္တအဗျာပါဒဝိတ္တအဝိဟိန္တာဝိတ္တအဲ့လို3မျိုးတွဲသွားရင်ပုံမှန်လွယ်မယ်ပေါ့မူရင်းကတော့မြတ်စွာဘုရားကကာမနဲ့နိခမကိုတွဲပြတယ်ဗျာပါဒနဲ့အဗျာပါဒကိုတွဲပြတယ်ဝိဟိန္တာနဲ့အဝိဟိန္တာကိုတွဲပြတယ်တတဘာဝ6မျိုးအဲ့ဒီမှာရှင်အနန္ဒာကဆက်ပြီးတော့မေးတယ်မြတ်စွာဘုရားတဲ့နောက်ထပ်ဓာတ်တွေကိုဟောပြလို့ရပါသေးသလားဆိုတော့မြတ်စွာဘုရားရှားသေးတယ်မှတ်စရာတွေအများနော်ဘုဒ္ဓတုကသုတ်တံဆိုတဲ့နေဟုတ်လားနောက်ထပ်ဓာတ်တဘာဝကိုဘယ်နှမျိုးပြောလို့ဆိုမြတ်စွာဘုရား3မျိုးထပ်ပြီးတော့ပြောတယ်ကာမဓာတ်ရူပဓာတ်အရူပဓာတ်နော်ကာမဘဝကာမဘုံဘဝမှာနေကြတဲ့ကာမတတ္တဝါတွေမှာဖြစ်ကြတဲ့သဘာဝတရားတွေအကုန်လုံးကိုအဲ့ဒါကာမဓာတ်လို့ခေါ်တာရူပဓာတ်ဆိုတာနော်ရူပဇံကိုရလို့ရူပ15ဘုံမှာဖြစ်နေကြတဲ့တတ္တဝါတွေရဲ့တဏ္ဍာမှာဖြစ်နေတဲ့သဘာဝတရားအမျိုးစုံကိုအဲ့ဒါရူပဓာတ်လို့ခေါ်တာအရူပဓာတ်ဆိုတာအရူပဇံကိုရလို့အရူပဘုံ၄ဘုံကိုရောက်သွားတဲ့နော်အနေအထားတွေအဲ့ဒီသဘာဝတရားတွေကိုအရူပဓာတ်လို့ခေါ်တာကာမရူပအရူပနဲ့ဘယ်ရှိကိုတွေချိုးရအောင်ပါဟ
ဟုတ်လားအဲ့ဆိုပြတိတော်မူမြင်တော်မူတဲ့နေပေတွေကိုပတ်ချသတ်မှတ်ပြနော်ခုလည်းပဲဓာတ်ကိုဘယ်လိုပြောတော့ကာမဓာတ်ရူပဓာတ်အရူပဓာတ်ဆက်ပြီးတော့မေးတဲ့ရှင်အနန္ဒာကရသော်ဗျာတဲ့နောက်ထပ်သိစရာများပြောလို့ရနိုင်တဲ့ဓာတ်တွေရှိပါသေးလားရှိသေးရဲ့တဲ့အဲ့ဒါကျတော့ပို့ပြီးတော့အချင်းချုပ်သွားတယ်မြတ်စွာဘုရားဓာတ်နှမျိုးပြောတယ်ဗျာဘာပြောလို့ဆိုတော့သင်္ကတဓာတ်အသင်္ကတဓာတ်ဟောအဲ့ဒါကျတော့ပေတတို့နားထဲမှာရှင်းနေပြီလားဟုတ်လားသင်္ကတဓာတ်အသင်္ကတဓာတ်အသင်္ကတဓာတ်မြတ်လားဆိုတော့နိဗ္ဗာန်တရားကိုမြတ်မောပြုပါစေလို့ဆုတောင်းကြရရှိနော်သင်္ကတဓာတ်အသင်္ကတဓာတ်သင်္ကတဆိုတာကတော့အကြောင်းတရားတွေစုံအောင်ပြုပြင်ထားမှဖြစ်ပေါ်လာတဲ့သဘာဝတရားဖြစ်စရာအကြောင်းတရားတွေမှာမူတည်ပြီးတော့ဖြစ်နေတဲ့သဘာဝတရားတွေဒီယုတ်တရားနံတရားတွေပါပဲအသင်္ကတဆိုတာကသူ့အလိုလိုဘယ်အကြောင်းတရားမှနော်အခြေခံစရာမလိုဘဲနဲ့ဘယ်အကြောင်းတရားမှအကျိုးကျေးဇူးပြုစရာမလိုဘဲနဲ့ရှိနေတဲ့တရားအလွန်နည်းနည်းပါလေဒါတွေကနားလည်နိုင်ဖို့အလွန်ခက်ပါတယ်အသင်္ကတတရားဆိုနိဗ္ဗာန်ကိုပြောတာနိဗ္ဗာန်ဆိုတာအကြောင်းမရှိဘူးဟုတ်လားခုတည်းကမတို့ဦးဇင်းတို့အခုလုံးလုံးစသိနေရတဲ့နော်နားလည်လို့ရတဲ့အနေအထားတွေကအသင်္ကတသင်္ကတတရားတွေဒီသင်္ကတတရားတွေကတော့အကြောင်းကင်းပြီးတော့ဖြစ်လာတာတခုမှမရှိဘူးနော်တခုခုကိုအကြောင်းပြုပြီးတော့ပဲဖြစ်လာတာအသေးချာပါလားအဲ့ဒီအကြောင်းခံနေတဲ့အရာကိုကမတည်မြဲတဲ့အရာဖြစ်တယ်ဒါကြောင့်မတည်မြဲတဲ့အရာကိုအကြောင်းခံပြီးတော့ဖြစ်လာတဲ့သဘာဝတရားတွေကတခုမှတည်နေတာမြင်နေတာမရှိဘူးအဲ့ဒီလိုနီးနဲ့အိဋ္ဌကိုမြင်အောင်ရှုဖို့မြတ်စွာဘုရားသင်ပေးတာလည်းရှိတယ်ဒီခန္ဓာကိုယ်ကြီးကမတည်မြဲဘူးတဲ့ဒါကြောင့်ဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုလို့ဖြစ်ပေါ်လာတဲ့ခံစားမှုကဘယ်မှလာပြီးတော့မြဲနိုင်မလဲမျက်စိကလည်းမတည်မြဲတဲ့သဘောရှိတယ်ဒါမမြဲတယ်လို့ထင်နေတာနော်ဘာမှပြောင်းလဲမှုမရှိဘူးလို့ထင်နေတာပြောင်းလဲမှုရှိလို့ညမှန်လေးတွေတန်းရတော့ဟုတ်တယ်မဟုတ်လားပုံသဏ္ဍာန်လေးတော့ပဲကိုကမြင်တာဟိုအထက်ထက်မှပြောင်းနေတာငကူကမဟုတ်တော့ဘူးဆိုတော့ကိုမသိဘူးဟုတ်တယ်မဟုတ်လားမျက်စိမမြင်ဘူးဆိုတာထင်ရှားတယ်အဲ့လိုပဲအစင်းတွေကမမြင်ဘူးဆိုတာလည်းထင်ရှားတယ်အဲ့ဒီမမြဲသောမျက်စိနဲ့မမြဲသောအစင်းကိုအကြောင်းပြုလို့ဖြစ်ပေါ်လာတဲ့ဒီစကုဝိညာဏဓာတုဆိုတာလည်းမမြဲဘူးဆိုတာပို့လို့တောင်းမှနားလေရအောင်အဲ့ဒီသုံးခုရဲ့ပေါင်းကိုဘာလို့ခေါ်လဲဖတ်တာမျက်စိရဲ့အစင်းရဲ့မြင်သိစိတ်ရဲ့ဒီသုံးခုရဲ့ပေါင်းဘာလို့ခေါ်လို့ဖတ်တာသူတို့သုံးခုရှုံမိသွားတာကိုဖတ်တာစကုဇပိစ္ဆရူပိစ္ဆဥပိသတိစကုဝိညာဏတိဋ္ဌံတက္ကတိတိဖတ်တော်ဖတ်တာပြည့်စရာဝေဒနာဒါပေတို့ကျွမ်းကျင်တယ်ဟုတ်လားငါစဝိုင်းကြီးရှိဟုတ်လားဆရာတော်တောင်ပြောနေအစဝိုင်းကြီးသဝိုင်းကြီးရဲ့ကြည့်တော့ချုပ်တရားအထုတ်တော့စဝိုင်းကြီးရဲ့မျက်စိတွေမြင်နေတယ်နော်အစွဲတွေနော်မှတ်ကြဟုတ်လားအဲ့တော့ဦးဇင်းပြောနေတာကအဲ့ဒီသုံးခုရဲ့အပေါင်းကိုဘာလို့ခေါ်တော့ဖတ်တာဖြစ်လာပြီဆိုရင်တော့တေချာပေါင်းခံစားမှုကဖြစ်တော့မယ်အဲ့တော့မြတ်စွာဘုရားပြောနေတာကအဲ့ဒီဝေဒနာလေးမတည်မြဲဘူးဆိုတာသူ့ကိုဖြစ်အောင်ဝိုင်းပြီးတော့ပံ့ပိုးလိုက်ကြတဲ့အကြောင်းခံနေတဲ့တဘာဝတွေကိုပါစတည်မြဲနေတာမဟုတ်ဘူးဒါကြောင့်မို့လို့စီကလည်းမမြဲဘူးမီးစာလည်းမမြဲဘူးမမြဲသောစီနဲ့မမြဲသောမီးကိုမမြဲသောစီနဲ့မမြဲသောမီးစာကိုအကြောင်းပြုပြီးတော့ဆွဲလောင်နေတဲ့မီးတော်ဟာမမြဲဘူးဆိုတာထင်ရှားတယ်ဒါဒီမမြဲဘူးဆိုတာသိပါတယ်အဲ့ဒီမီးတောင်းကြောင့်ဖြစ်နေတဲ့အလင်းရောင်လေးကိုကြာမှမြဲတယ်လို့များထင်မယ်ဆိုတော့အလုံးပိုင်မဲ့ရရောက်လိုက်ပြန်ဘောပေါက်လာတယ်ဝေဒနာကိုမမြဲဘူးဆိုတာနားလည်ပြောတာနော်တပင်ကြီးရဲ့အမြဲလည်းမမြဲဘူးပင်စီလည်းမမြဲဘူးအကိုင်းခက်လက်တည်းမမြဲဘူးထင်ရှားတယ်အဲ့ဒါကြီးကိုအကြောင်းပြုပြီးတော့အောက်မှာကြာနေတဲ့အရေးကိုကြာမှမြဲတယ်လို့များထင်မိမယ်ဆိုရင်တော့ဒါအလုံးပိုင်မဲ့ရရောက်မယ်မမြဲသောသဘာဝတရားတွေကိုအကြောင်းပြုပြီးတော့ဖြစ်လာတဲ့တရားတွေမမြဲဘူးဆိုတာကိုနားလည်ဖို့လိုတယ်အဲ့တော့ဝေဒနာခံစားချက်ကလေးတွေကဘာမှတည်မြဲတဲ့တော့မရှိအလွန်ကြောက်တယ်ပြက်တယ်တဲ့သဘာဝတရားကိုမြင်ရမယ်တော့ဒါကြောင့်ခန္ဓာ၅ပါးပြောတဲ့အချိန်တုန်းကဝေဒနာကိုဝဏ္ဏဥပမာပြီးတော့ရေပွက်များသူအကြောင်းခံပြီးတော့ရေဝကလေးဝိုင်းနေကွင်းနေဝိုင်းအဝိုင်းလေးဖြစ်သွားပြီးတော့ပြည်သွားတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ပြီးတဲ့ကောင်းတယ်ကောင်းလို့သင်္ကတတရားဆိုတာအဲ့လိုမျိုးအကြောင်းတရားတွေဝိုင်းပြီးတော့ပြုပြင်ပြီးတော့နော်ဖြစ်ပေါ်လာတဲ့သဘာဝတရားအကြောင်းခံနေတဲ့သဘာဝလည်းမမြဲလို့ဖြစ်ပေါ်လာတဲ့အကျိုးသင်္ခါရလည်းမမြဲဘူးရှင်းအောင်ပြောရရင်တော့အကြောင်းသင်္ခါရမမြဲတဲ့အတွက်ကြောင့်အကျိုးသင်္ခါရဒီမြဲနိုင်တဲ့အကြောင်းမရှိဘူးဟုတ်လား
ဟိုမှာအသိက္ခတကျတော့အကြောင်းကိုမရှိဘူးဆိုတော့သူဟာကနော်နေစာတူဝဟုတ်လားဒါပေမဲ့အဲ့ဒါကိုနားလည်ဖို့ကတော့မလွယ်သေးဘူးအများကြီးကြိုးစားရတန်ဖိုးအကြီးမားဆုံးအမြင့်မြတ်ဆုံးတကယ့်နော်အဖို့တန်ဆုံးရာကိုရအောင်ကြိုးစားကြတာဖြစ်တဲ့အတွက်ကြောင့်တောင်းတန်ကြောင့်ဇွဲလုံးလာဝရိယတောင်းတန်ကြောင့်ဆွတ်လုံးကိုတောင်းတန်အထုံးနဲ့တော့ရမှာမဟုတ်ဘူးဆိုတာလည်းနားလည်ရမယ်ဒါပေမဲ့တစားနဲ့တော့ကြိုးစားကြဖို့မလိုဘူးလားမလိုဘူးအဲ့ဒါဓာတ်တဘာဝတွေနဲ့ပတ်သက်ပြီးတော့အဲ့ဒါလိုမြတ်စွာဘုရားရှင်အနန္ဒမေးတာကိုဟောပြတာနော်ဘုရားတုကသုတ်တန်တဲ့အဲ့တော့ဘုရားတို့ဒီဓာတ်နဲ့ပတ်သက်ပြီးတော့ငါရဲ့အခန်းကဏ္ဍငါရဲ့အစွမ်းတတိဆိုတာမရှိဘူးဆိုတာလေးကိုအဓိကနော်အကျိုးကျေးဇူးအနေနဲ့ထွက်လာဖို့ဒီဓာတ်တဘာဝတွေနဲ့ပတ်သက်ပြီးအများကြီးစဉ်းစားရမယ်စောစောတုန်းကပထဝီဓာတုအာဝဓာတုတေဇောဓာတုဝါယောဓာတုအာကာသဓာတုဝိညာဏဓာတုဆိုတော့ပြောရရှိရင်နော်ဓာတ်6ပါးလေဒီဆိုဘုရားကြီးများအလွန်အရေးများတဲ့ဓာတ်6ပါးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ပုဂ္ဂိုလ်ဓာတိမင်းကြီးဟောထားတဲ့ဓာတုဝိညာဏသုတ်တန်ထဲမှာလည်းမြတ်စွာဘုရားဟောတာရှိတယ်ရှင်ရာဟုလာကိုဟောထားတဲ့သုတ်တန်လေးရှိတယ်မဟာယာဟုလောဝါဒသုတ်တန်ဆိုတာခါရဝါမှာရှင်ရာဟုလာမြတ်စွာဘုရားနောက်ကနေဆုံးအပ်လိုက်တယ်အဲ့ဒီချိန်မှာရှင်ရာဟုလာရဲ့အသက်က18နှစ်19နှစ်လောက်နော်အရွယ်အလွန်လှပတဲ့တင့်တယ်တဲ့အရွယ်လေးပေါ့အဲ့လိုတတိကလေးပိုင်ရမြတ်စွာဘုရားနောက်ကလိုက်နေရှင်ရာဟုလာမြတ်စွာဘုရားရဲ့အသေးရုံပူးမြော်လာပြီးတော့သူ့ကိုယ်သူလည်းကြည့်မိတော့မြတ်စွာဘုရားလည်းအလွန်တင့်နေတယ်ဒုက္ခနာလည်းအလွန်တင့်နေတယ်တကယ်ကိုပဲမဟာစီမဟာသွေးတင့်နေတဲ့အရွယ်ငါတကယ်လို့တမန်ကြီးမြတ်စွာဘုရားတော့ဘုရားဖြစ်အောင်လုပ်ပေးနေလူလောကမှာနေမယ်ဆိုရင်ငါလည်းပဲမြတ်စွာဘုရားလည်းစကြဝဠာကြီးဖြစ်မယ်ငါလည်းစကြဝဠာမင်းရင်ပါဖြစ်မယ်ပေါ့အဲ့လိုသူစဉ်းစားအဲ့ဒါကိုမြတ်စွာဘုရားရှေ့ကနေပြီးတော့တည်တဲ့အခါကျတော့နောက်လှည့်ပြီးတော့ပြောတယ်ရာဟုလားမမြဲသောရုပ်တရားတွေကိုမမြဲဘူးလို့နားလည်ရမယ်နော်တခုကိုလူမိတယ်လို့မျိုးပါပဲဟုတ်လားထိတ်တန့်သွားရှင်ရဟုတ်လားနော်ကြည်စမ်းမျက်မှောက်မှာလည်းမြတ်စွာဘုရားရဲ့အဆုံးအမကိုရနေတဲ့ဘယ်လိုပုဂ္ဂိုလ်မျိုးဟာဒီနေ့ဆုံးမသွားမှာလဲပေါ့အမှန်ဆုံးမဆက်ပြီးတော့မသွားတဲ့တော့ငါမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာတော့အဖြစ်ဒီနေ့ကြောင်းပြန်ပြီးတော့တရားအထုတ်တဲ့တို့လည်းအဲ့လိုစဉ်းစားတာနော်တကယ်ဒိဋ္ဌိကျေလို့ပြောရပါဆိုဟုတ်လားအဲ့ဒါဦးဇင်းတို့ကျမ်းစာလေးတွေမှာဖွင့်ပြထားတာလေးကစိတ်ဝင်စားတယ်ကောမြတ်စွာဘုရားကရှင်ရာဟုလားအဲ့လိုတွေတွေးနေတာဆိုတော့သိတာပေါ့သိတဲ့အခါကျတော့ဘယ်လိုစဉ်းစားလို့ဆိုတော့လေယတနာပစ္စည်းတွေအကြည့်ထည့်ထားတဲ့လှေကြီးသင်္ဘောကြီးအဲ့ဒါဝမ်းမိုက်ကြီးကပေါက်နေတယ်ဆိုပေါက်နေတဲ့ဝမ်းမိုက်ကြီးကဘာလဲရေတွေဝင်လို့ရှိရင်ခဏနေနစ်သွားမှာအဲ့ဒီလှေသင်္ဘောကြီးကဘာလဲကြည့်ထည့်တာယတနာတွေကြည့်ထည့်တာတော့ယတနာတွေကြည့်ထည့်ထားတဲ့လှေသင်္ဘောပေါက်တာကိုဒီပိုင်ရှင်ဟာတခဏလေးတောင်မှကြောက်ကြမဲ့မနေသင့်ဘူးပေါ့တောက်လျှောက်တိတိချင်းဒီအပေါက်ကိုဖာနေတယ်ဟုတ်လားခုလည်းပဲရှင်ရာဟုလားကယတနာတွေပြည့်ထည့်ထားတဲ့လေကြီးသင်္ဘောကြီးလိုပဲတဲ့သူမှာပါမီတွေအများကြီးရှိတယ်တကယ်လို့ဒီအတွေးလေးကဒါအပေါက်ပေါက်နေတဲ့ရေဝင်ပြီးရင်နစ်မှာသူကဟုတ်လားဒါကိုမဖာနိုင်လို့ရှိရင်သူဟာနစ်သွားနိုင်တယ်ဒါကြောင့်တခဏလေးတောင်မြတ်စွာဘုရားလေးလူရှိလို့အဲ့ဒါကိုတောက်လျှောက်ဒီအပေါက်ကိုပိတ်ပေးတာအဲ့ဒါမှပေးတာနော်အဲ့မှာမြတ်စွာဘုရားရုပ်တရားနဲ့ပတ်သက်ပြီးတော့အဲ့လိုဟောတော့ရှင်ရာဟုလားကလည်းအလွန်မှလိမ္မာကျွမ်းကျင်ပါမြတ်စွာဘုရားကိုပါမေးလို့ဆိုမြတ်စွာဘုရားရုပ်တရားကိုသာနဲ့အဲ့လိုရှုရမှာပါလားဘုရားမြတ်စွာဘုရားကဒီရုပ်ဟာငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးငါအတ္တမဟုတ်ဘူးလို့ဒါကိုမှန်ကန်ကန်သိအောင်နားလည်အောင်ကြိုးစားရမယ်နေတမမနေသောဟာမသမိနာမေသောအတ္တအနတ္တလက္ခဏာသုတ်ကိုရတဲ့ပုဂ္ဂိုလ်လေးနော်ဒီပါဠိလေးပါဘူးလားနော်အဲ့ဒါအလုံးအသုံးများတဲ့မြတ်စွာဘုရားအလုံးအဟောများတဲ့စကားပိုက်ကလေးပဲသဘာဝတရားတွေရဲ့ပုံမှာဒါဟာငါပဲဒါငါဥစ္စာပဲဒါငါအတ္တပဲလို့အဲ့လိုမျိုးလွဲမှားတဲ့အမြင်နဲ့မသုံးသပ်ရဘူးလို့အဲ့လိုအဓိပ္ပာယ်ရတယ်ဒါငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးဒါသဘာဝတရားတက်တက်ပြီးအဲ့ဒါလေးကိုဦးဇင်းတို့ပုံပေါ်အောင်လည်းပြောပါမယ်ဟုတ်လားအဲ့လိုမျိုးမြတ်စွာဘုရားကိုပြီးတော့မြတ်စွာဘုရားကကြားဘူးလားတဲ့ရုပ်ကိုယ်သာလည်းအဲ့လိုရှိရမှာမဟုတ်ဘူးတဲ့ခံစားချက်ဝေဒနာမတန်မှုတင်ညာအပြုလုပ်မှုသင်္ခါရတိမှုဝိညာဉ်ခန္ဓာ၅ပါးနဲ့ကံဟောတယ်အဲ့ဒီမှာ
အဲ့ဒါလိုလည်းဟောလိုက်ရောရှင်ရဘူးလားဆွမ်းကဆက်မလိုက်ဘူးဗျာကြောင်းပြန်ပြီးတော့နော်တရားအားထုတ်အဲ့တော့တပည့်တပည့်အောက်မှာနော်တကယ်ကိုမတ်ထိုင်ပြီးတော့အားထုတ်အဲ့လိုအားထုတ်နေတဲ့အချိန်မှာပဲရှင်သာရိပုတ္တရာဆွမ်းကကြောင်းသူ့တပည့်ကိုမြင်နေရှင်ရဘူးလားသူ့တပည့်အဲ့ဒီခန္ဓာကိုယ်အနေထားမတ်ထိုင်နေတဲ့အနေထားတွေကအာနာပါနကမ္မထံကိုစီးပြန်ဖို့အလုံးတက်တော်တဲ့ဣရိယာပုလို့ဆိုတယ်ဝင်လေထွက်လေအသွားလာဖြောင်းသွားရင်လာရင်လည်းရှုရတာတဲ့ဝင်လေထွက်လေကိုအဲ့လိုမမတ်လေးထိုင်ပြီးတော့ရှုရတာအနေထားအလွန်ကောင်းတယ်အဲ့ဒါကြောင့်မို့လို့ရှင်သာရိပုတ္တရာသူ့ကိုအမိန့်ရှိသွားတယ်တဲ့ဆွမ်းခံသွားရင်လည်းရဟုတ်လားအာနာပါနကမ္မထံကိုစီးပြန်အာနာပါနကမ္မထံကိုစီးပြန်ခြင်းအလွန်တရာမှအကျိုးကျေးဇူးများတယ်လို့ပြောသွားအဲ့ဒီနေ့မှာရှင်ရဟုတ်လားဆုံးဖုံးပေးရအောင်နော်မြတ်စွာဘုရားလည်းပဲငါတန်လေးဆုံးကနေလိမ့်မယ်လို့အဲ့လိုတွေးတာမရှိဘူးအရှင်သာရိပုတ္တရာလည်းငါလည်းပဲဆုံးကနေလိမ့်မယ်လို့တွေးတာမရှိဘူးအဲ့ဒါရှင်ရဟုတ်လားလည်းပဲငါဆုံးမခံဆုံးခံလိုက်မှမသိရဆုံးခံမလိုက်မှသိရနဲ့တဖာကမဲတော်ကလည်းဘာမှယူမလာဘူးဆရာလည်းဘာမှယူမလာလို့စိတ်ထဲမှာအဲ့လိုလေးတောင်မဖြစ်ဘူးတဲ့ခဲသုံးဘက်ပေါ့တကယ်လို့တရားဓမ္မတွေကိုအတိပေးမယ်ဆိုလို့ရှိရင်ဦးကြီးဦးငယ်နဲ့ထမ်းပြီးတော့တော့တရားလေးနေတယ်ဒါပေမဲ့အဲ့ဒီနေ့မှာတော့ရှင်ရဟုတ်လားအားမဖုံးပေးရအဲ့ဒါညနေခင်းရောက်ပြီဆိုတဲ့အခါကျတော့ရှင်ရဟုတ်လားသူ့ရဲ့ဥပိ္ပဒေဆရာရှင်သာရိပုတ္တရာရဟုတ်လားအာနာပါနကမ္မထံကိုစီးပြန်ရင်အလွန်အကျိုးကျေးဇူးများတယ်လို့ပြောသွားတာအဲ့ဒါကိုမြတ်စွာဘုရားကတော့မေးတာမြတ်စွာဘုရားအာနာပါနကမ္မထံကိုစီးပြန်ရင်ဘယ်လိုစီးပြန်ရင်အကျိုးကျေးဇူးများဘယ်လိုစီးပြန်ရမှာလဲအဲ့ဒါကိုသွားမေးတာမေးတော့မြတ်စွာဘုရားအာနာပါနကမ္မထံကိုမဟောသေးခင်မှာခုနကတော့ဘုရားတို့ပြောနေတဲ့ရုပ်ဓာတ်၅မျိုးဝိညာဏဓာတ်တော့အဲ့ဒီမှာပြောတာမပါနော်ပထဝီအာဘောတေဇောဝါယောအာကာသရုပ်ဓာတ်ကြီး၅မျိုးအဲ့ဒီရုပ်ဓာတ်ကြီး၅မျိုးကိုမြတ်စွာဘုရားဟောတာဗျနော်ပြီးမှအာနာပါနကမ္မထံကိုဟောတာအဲ့ဒါလည်းစိတ်ဝင်စားတယ်ကောင်းတာအဲ့ဒီမှာမြတ်စွာဘုရားဓာတ်တဘာဝတွေကိုပြောတဲ့အခါမှာအလွန်လေးလက်တဲ့အသုံးလုံးနေနဲ့ပြောတာမဟုတ်ဘူးဒါလည်းစိတ်ဝင်စားတယ်ကောင်းတာပဲနော်ပထဝီဓာတ်ကိုပြောတဲ့အခါမှာမာကြောတာတွေလူညံ့တာတွေသဘောလေးဆိုတာမျိုးတွေကိုအဓိကဥတည်ပြီးတော့ပြောတာမဟုတ်ဘူး။ဘာပြောလို့ဆိုတော့ဒီခန္ဓာကိုယ်မှာကံကြောင့်ဖြစ်ပေါ်နေတဲ့ကြမ်းထမ်းတဲ့အလွန်ကြမ်းထမ်းတဲ့နော်ပထဝီဓာတ်သဘာဝများတဲ့ပထဝီဓာတ်လုံခဲ့တဲ့အုပ်စုရှိတယ်။အဲ့ဒါဘာလို့ဆိုတော့ဇံပင်ဝိညာဉ်ခြေရည်လက်သီးသွားအရည်အသားအကျော်ရိုးတဲ့ခြင်းဒီအညို့နှလုံးအသေးအပြည့်အချင်းအစုပ်ဥမဥဒေဇာတိအစာဟောအုံနောင်ဘုဒ္ဓသာနဲ့ရှိအဲ့ဒါပထဝီဓာတ်လုံခဲ့တဲ့ဘုဒ္ဓသာအစုဝေးပဲလက်နဲ့တောင်ကန်လို့ရတယ်ကြံထမ်းတဲ့နုညံ့နေဆိုတာသိနိုင်ဟုတ်လားအဲ့ဒါဘာလဲဆိုရင်အဲ့ဒါပစ္စဒပထဝီပဲတဲ့ဒီချာနာတော့နော်အဲ့ဒါဘာလို့ပစ္စဒပထဝီအဲ့ဒါလက်စော်ပြဘယ်လိုနှိုင်းရှင်ပြလို့ဆိုတော့ပစ္စဒပထဝီရှိတယ်လို့ဗဟိတမှာလည်းပထဝီဓာတ်တွေရှိတာပဲကြံထမ်းတဲ့နုညံ့တဲ့သဘောဝါတွေမရှိဘူးလားရှိရနော်သစ်ပင်တွေတုံးတွေထိုင်တွေပြည်ကြီးတွေကြောက်တွေအကုန်လုံးရှိနေတာပဲလေအဲ့ဒါလည်းပါတော့ပထဝီပဲအဲ့ဒါမြတ်စွာဘုရားဘယ်လိုပြောလို့ဆိုတော့အစ္ဆဒပထဝီပဲဖြစ်ဖြစ်ဗဟိတပထဝီပဲဖြစ်ဖြစ်ပထဝီဟာပထဝီညတာဖြစ်တယ်တဲ့အတူတူပဲလို့ပြောပထဝီကိုလို့ပြောတော့အတူတူပဲလို့ပြောတာအဲ့လိုတူးနေတဲ့ပထဝီကိုဒကာမတို့ပြည်သူတွေကအတူမထားနိုင်ဟုတ်တယ်မဟုတ်လားပြမကပထဝီကြီးပေါ်မှာသဘောထားတယ်လို့ကိုယ့်ရဲ့အစ္ဆဒပထဝီကိုသဘောထားနိုင်လို့ဆိုရင်ဒီလူကအလွန်တရာချမ်းသာလိမ့်မယ်ဟုတ်လားပြမကပထဝီပေါ်မှာထိခိုက်လို့ဥမာဘာမှသိပြီးတော့ပြဿနာမရှိဘူးနော်စဉ်းစားကြည့်နော်စဉ်းစားကြည့်နော်ပြမကပထဝီကိုငါလို့ဆွဲထားတာမရှိဘူးဒါကိုကြတော့အကြီးအကျယ်ကိုဆွဲထားတယ်နည်းနည်းလေးမှအထိခိုက်မခံဘူးဆွဲထားဟုတ်လားအဲ့ဒါမြတ်စွာဘုရားဘယ်လိုပြောတာလဲအတူတူပဲလို့ပြောတာအဲ့ဒါဘယ်လိုရှုခိုင်းတာလဲဆိုတော့မြတ်စွာဘုရားပြင်ဘက်ကပထဝီပဲဖြစ်ဖြစ်အတွင်းကပထဝီပဲဖြစ်ဖြစ်အဲ့ဒါကိုနေတမမနေသောမတပိနာနေသောအတ္တခုနကဟောပြောချက်ဒါဟာမဟုတ်ဘူးဒါဟာအတ္တမဟုတ်ဘူးဒါဟာအာဘိုင်မဟုတ်ဘူးလို့အဲ့လိုမျိုးရှုရတယ်အမှန်တည်းမြင်အောင်ကြိုးစားရတယ်အဲ့ဒါဆိုရင်ပထဝီဓာတ်ရဲ့အပေါ်မှာငါတို့ဆွဲလန်းသိပ်ပိတ်ထားတဲ့ဒီပထဝီဓာတ်ရဲ့အပေါ်မှာအဲ့ဒီပုဂ္ဂိုလ်ဟာညီးငွေ့တဲ့သဘောဒီပထဝီဓာတ်ရဲ့အပေါ်မှာဆွဲလန်းမှုကင်းတဲ့သဘောဆိုတေချာမောဖြစ်လာလိမ့်မယ်တဲ့ဟုတ်လားဒါပထဝီဓာတ်နဲ့ပတ်သက်ပြီးတော့အဲ့လိုပြောတာဟောတော့ပြောတဲ့အရာအကျဉ်းနေသေးရဲ့နော်ပထဝီပြီးတော့ပါလာမလို့အာဘောဓာတုရေဓာတ်အစ္ဆဒအာဘောဓာတုအတွင်းမှာရေဓာတ်တွေရှိတယ်
အလွန်ထင်ရှားလာတော့တွေးကြိုးတွေမှာအမြဲတမ်းစီစဉ်သွားလက်ပတ်နေတဲ့တွေးတွေမရှိဘူးလားရှိတယ်ရည်တက်လွန်ခဲ့တဲ့သဘောကမြတ်စွာဘုရားဘယ်လိုဟောလို့လဲတီးချီဆိုတော့ကအုံနောက်ကနေဆက်စုပ်တီးချီတလိပ်ကြီးတွေးချွေးစီကဲမျက်ရည်စီကြီးတတွေးနှံ့အစေးခြင်းတယ်အဲ့ဒါအာဘောဂဋ္ဌာကအဲ့ဒါအစ္ဆဒအာဘောဓဖိတ်တယ်ပြင်မဲ့မှာလည်းပဲဗဟိတစီးဆင်းနေတဲ့ရေရှိဘူးလားရှိတယ်အဲ့ဒါမြတ်စွာဘုရားကအစ္ဆဒအာဘောပဲဖြစ်ဖြစ်ဗဟိတအာဘောပဲဖြစ်ဖြစ်အဲ့ဒါအတူတူပဲတဲ့အာဘောဓမျှတာဖြစ်တယ်ဘယ်အာဘောဓကိုပဲဖြစ်ဖြစ်ဒါဟာငါမဟုတ်ဘူးဒါဟာဥစ္စာမဟုတ်ဘူးလို့အဲ့လိုမှန်ကန်မှမြင်ရတယ်ပြင်ဘက်ကရေတွေကိုမြင်တိုင်းအဲ့ဒီရေတွေကိုမျိုးငါခန္ဓာကိုယ်ထဲမှာစီးဆင်းနေတယ်ငါလို့ဆွဲလန်းမှုလျော်နေလေဖို့အတွက်အဲ့ဒီအမြင်မှန်ကိုကြိုးစားပြီးတော့ထူထောင်ရမယ်ဘောပေါက်ရလားဗျာအာဘောဓပြီးတော့ပါလေတေဇောအတွင်းမှာအပူဓာတ်ရှိတယ်အဲ့ဒီအပူဓာတ်ကိုမြတ်စွာဘုရားအမျိုးမျိုးခွဲခြားပြတယ်တော့ဇီရဏတေဇောတဲ့တဖြည်းဖြည်းနဲ့ရှင်းလာအောင်ရှုပ်မြိုက်နေတာမိဓာတ်အပူဓာတ်ဒါကြောင့်မလို့ရုပ်တရားမဖြစ်တာရှုံတွားပြီးတော့အပူဓာတ်အမြိုက်ခံရလို့နော်တဖြည်းဖြည်းလေးသွားတာတို့ကဟုတ်လားပြီးတော့စားတာတဲ့အစာတွေကိုကြည်ညက်အောင်ချီချက်ပေးမယ်ဝါစကတေဇောအဲ့ဒါမရှိဘူးလားရှိတယ်နော်တန်တာပတေဇောတဲ့တစ်ခါတလေမှအဖျားကိုတရားလေးတရားမှဆိုတော့ဥလောင်းနေတာမျိုးဖြစ်လာတာပေါက်ပြန်လာဒီလိုပြီးတယ်လည်းရှိတယ်အဲ့လိုပဲတခြားဒီခန္ဓာကိုယ်ထဲမှာအပူဓာတ်တွေဆိုတာအများကြီးရှိပါတယ်တဲ့မြတ်စွာဘုရားအဲ့ဒီမိဓာတ်နဲ့ပြင်ဘက်မှာရှိနေတဲ့မိဓာတ်အပူဓာတ်ဟာမိဓာတ်ပဲဖြစ်တယ်ဘာမှကိုပြချတာမျိုးမရှိဘူးအဲ့ဒီမိဓာတ်တွေရဲ့အပေါ်မှာဒါဟာငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးငါအတ္တမဟုတ်ဘူးလို့မှန်မှန်ကန်ကန်ရှုမြင်မယ်ဆိုလို့ရှိရင်ဒါတွေရဲ့အပေါ်မှာအဆွေလန်းမှုသိမ့်ပိုင်မှုနော်အများကြီးပါဖြစ်သွားတော့နေသွားနိုင်တယ်တည်ဆုံးပြီးတော့ပါလာတော့ဝါယောဆိုတာလေဓာတ်ဒီခန္ဓာကိုယ်ကြီးထဲမှာအစ္ဆဒဝါယောဓာတ်တွေအများကြီးရှိဘူးလားရှိပါတယ်အထက်ဆန်းတဲ့လေတဲ့အောက်ကိုစုံတဲ့လေတဲ့ပိုက်ထဲမှာရှိတဲ့လေတဲ့ဥထဲမှာရှိတဲ့လေတဲ့အင်္ဂမင်္ဂတုတ္တတွေဝါယောဆိုတာရှိသေးတယ်ခန္ဓာကိုယ်အင်္ဂအစိတ်အပိုင်းတွေကိုလှုပ်လို့ရအောင်အမှန်ကလေဓာတ်ဆိုတာဒါတော့ဦးဇင်းတို့တွေကလေတိုက်နေတာကိုမျက်စိနဲ့မြင်မိမှာပေါ့နော်တကယ်ကလေဓာတ်ဆိုတာတွန်းတဲ့သဘောပဲတွန်းတဲ့သဘောပဲဟုတ်လားသူရှိလို့အကုန်လုံးကလှုပ်လို့ရရွေ့အောင်လှုပ်အောင်သူကတွန်းနေတာသဘောပေါက်ရဲ့လားသဘောကိုမြင်အောင်ကြည့်တတ်ဖို့လိုတာပေါ့နော်အဲ့ဒီအတွင်းမှာလေဓာတ်အမျိုးမျိုးရှိတယ်လို့ပြင်ပါလည်းပဲလှုပ်ရှားစေတဲ့လေဓာတ်တွေရှိဘူးလားဒီလေရဲ့အကြောင်းကိုအများကြီးနားတယ်လို့ခုခေတ်လူတွေကလေကိုပဲမလုပ်တော့အသုံးချနေတာပဲလေဟုတ်တယ်မဟုတ်လားအဲ့ဒီလေဓာတ်တွေရဲ့အပေါ်မှာအမြင်မမှားရဘူးတဲ့မြတ်စွာဘုရားလေဓာတ်ဟာအတူတူပဲပူလေရဲ့အပေါ်မှာသဘောထားတယ်လို့မျိုးဒီလေရဲ့အပေါ်မှာသဘောထားနိုင်မယ်ဆိုရင်ဥပါဒဏ်တရားတွေအများကြီးနေနိုင်တယ်ဒါကြောင့်နေတံသောမနေသောဟာမပိနာပိသောတာအဲ့ဒီလေဓာတ်ရဲ့အပေါ်မှာလည်းပဲအာဟာဥစ္စာအစွဲလမ်းမှာအမှားယွင်းမှာမသိမ့်ပိုင်းမှာနေလို့ဟောတာဟုတ်လားလေဓာတ်ပြီးတော့မှလာတော့အာကာသဓာတုနော်ဒီခန္ဓာကိုယ်ထဲမှာအကြအပေါက်တွေအမျိုးမျိုးမရှိဘူးလားရှိတယ်သွေးသားနဲ့အထိဆက်တဲ့ဟင်းလင်းဟာလာဟင်းလင်းအာကာသဓာတ်ကောင်းငင်ဓာတ်ရှိတာမြင်အောင်ကြည့်ဟုတ်လားအဲ့လိုပဲဘုရားတို့အပြင်မှာရောမရှိဘူးလားရှိတာရောအဲ့ဒီအာကာသတွေဟာအပြင်လည်းဖြစ်ဖြစ်တွင်းလည်းဖြစ်ဖြစ်ပါလေလို့အာကာသဟာအာကာသပဲဖြစ်တယ်ဒါကိုဒကာမတို့ဘုရားတို့တွေကငါဥစ္စာလို့မဆွဲလန်းတဲ့မသိမ့်ပိုင်းဒါကိုအမှန်ကန်မြင်အောင်ကြိုးစားရမယ်အဲ့လိုဟောပြီးတော့မြတ်စွာဘုရားအားဆက်ပြီးတော့ပြောတယ်ဆိုတော့ဒါလေးကစိတ်ဝင်စားတယ်ရဟုတ်လားတဲ့မြည်နဲ့တူတဲ့စိတ်ရှိအောင်ကျင့်ရမယ်တဲ့နော်ဒီဘက်ကမြည်နဲ့ဒီငါလို့တတ်မှတ်ထားတဲ့မြည်ဟာအတူတူပဲလို့နော်ဒီအမြင်ကိုခိုင်မာအောင်လေ့ကျင့်ရမယ်မြည်နဲ့တူတဲ့စိတ်ရအောင်ကျင့်ရမယ်တဲ့ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်တဲ့ပဂတိမြည်ကြီးဟာသူ့အပေါ်မှာမြင့်မြတ်တဲ့ကောင်းမွန်တဲ့အရာတွေပဲပြစ်ချလိုက်ရုံညင်နဲ့ရစ်ပတ်တဲ့အရာတွေပဲပြစ်ချလိုက်သူဒီတုံ့လို့မှုမရှိသလိုသင်ဟာလည်းပဲမမိုးွယ်ကောင်းတဲ့အာယုံမမိုးွယ်နှစ်သက်ွယ်အာယုံနှစ်သက်ွယ်အာယုံဒီလိုသုံးတယ်နှစ်သက်ွယ်အာယုံနဲ့ပဲတွေ့မနှစ်သက်ွယ်အာယုံနဲ့ပဲတွေ့ဒီမှာတုံ့လို့စရာအကြောင်းမရှိဘူးတဲ့မြည်နဲ့တူတဲ့စိတ်ရအောင်လေ့ကျင့်ရမယ်တဲ့အလွန်တန်ဖိုးရှိတဲ့အတွက်ကြောင့်လွယ်လွယ်နဲ့တော့ရနိုင်တယ်လို့မဆိုလိုဘူးနော်ဟုတ်ရဲ့လား
ဒါပေမဲ့ပန်းနိုင်လေးမှန်းချက်လေးတော့ထားဖို့မလိုဘူးလားနောက်ပြီးတော့ဗာပြောလို့ရေနဲ့တူတဲ့စိတ်ရှိအောင်လည်းကြိုးစားရမယ်ရေဟာစင်ကြယ်တဲ့ຢာကိုပဲစီစီမစင်ကြယ်တဲ့ຢာကိုပဲစီစီသူ့မှာတပြည့်ပြည့်ပေါက်ပြန်ပြောင်းနေတယ်ဆိုတာမရှိဘူးအဲ့လိုပဲရေနဲ့တူတဲ့စိတ်ရှိအောင်လုပ်နိုင်မယ်ဆိုရင်နှစ်သက်ဖွယ်အာယုန်နဲ့ပဲတွေ့တွေ့မနှစ်သက်ဖွယ်အာယုန်နဲ့ပဲတွေ့တွေ့အဲ့ဒီလိုမှတုံ့လို့ချောင်ချရကြအောင်မရှိဘူးခုတည်းကတော့အချင်းတို့တွေကအာယုန်ချိုးဆွဲတဲ့အတိုင်းကာနေတာရေနဲ့တူတဲ့စိတ်လည်းမရှိဘူးရေနဲ့တူတဲ့စိတ်လည်းမရှိပါဟုတ်လားကောင်းရင်ကောင်းလို့တုံ့ပြန်မယ်မကောင်းရင်မကောင်းလို့တုံ့ပြန်တယ်ဒါကဘာမှခက်ခဲတဲ့ကိစ္စမဟုတ်တင်စရာလည်းမလိုဟုတ်လားဘာမှမြင့်မြတ်တယ်လို့လည်းပြောလို့မရအလုံးချမ်းထမ်းတဲ့အပေါ်သားဆန်တဲ့တုံ့ပြန်မှုတွေနဲ့တုံ့ပြန်နေကြတာဟုတ်လားရေနဲ့တူတဲ့စိတ်ရေနဲ့တူတဲ့စိတ်ပြီးတော့လေနဲ့တူမီးနဲ့တူတဲ့စိတ်မီးကဘာလို့ပဲလောင်ကျွမ်းရသူကတော့တပုံစံနေပဲဟုတ်လားယုံကြည်တာပဲလောင်ရမြင့်မြတ်တာပဲလောင်ရသူတော့တောင်းလောင်သွားမှာဟုတ်လားအဲ့လိုပဲမီးနဲ့တူတဲ့စိတ်ရှိအောင်လုပ်နိုင်တယ်ဆိုရင်နှစ်သက်ဖွယ်မနှစ်သက်ဖွယ်အာယုန်တွေဘလို့အာယုန်နဲ့တွေ့တွေ့အဲ့ဒီကိုတုံ့လို့ဆရာကြောင့်မရှိဘူးတဲ့အဲ့လိုပဲလေနဲ့တူတဲ့စိတ်လေဟာပဲနေရာပဲတိုက်ခတ်ရသူကပုံမှန်ပါပဲအင်္ဂါယုအင်္ဂါကြားတိုက်ခတ်ရလဲသူကတော့ကိစ္စမရှိဘူးနော်ဝိကြံနေတဲ့ပန်းယုလေးကြားတိုက်ခတ်ရလဲသူကတော့ကိစ္စမရှိဘူးဟုတ်လားအဲ့လိုပဲနှစ်သက်ဖွယ်အာယုန်မနှစ်သက်ဖွယ်အာယုန်တွေဆိုတာလောကမှာဘယ်လိုမှရှောင်လို့မရတော့တွေ့ရမှာပဲနော်တရားကြီးမှန်ဟုတ်လားအဲ့ဒါဘာလို့မလို့ဟိုကတတ်နိုင်တယ်မြတ်ဥပကနဲ့ပြီးတော့တည်ငြိမ်မှုရှိအောင်အမှန်အကန်မြင်မှုဉာဏ်ပညာနဲ့ကြိုးစားပြီးတော့တည်ဆောက်အောင်ဟုတ်လားနောက်အာကာသနဲ့တူတဲ့စိတ်ကောင်းငင်နဲ့တူတဲ့စိတ်ရအောင်ကြိုးစားရမယ်ဟုတ်လားအဲ့ဒါဘုရားတို့ဘာတွေပြောနေတာဆိုတော့ဓာတ်တဘာဝရဲ့အကြောင်းကိုပြောနေတာအဲ့ဒီထဲမှာဦးဇင်းတို့အလုံးသဘောကျတာကတော့အစ္ဆဒမှာရှိနေတဲ့ပထဝီအာဘောတေဇောဝါယောအာကာသနဲ့ဗိဓာမှာရှိနေတဲ့ပထဝီအာဘောတေဇောဝါယောအာကာသတတ်တို့ကိုမြတ်စွာဘုရားကအတူတူပဲဆိုတာကိုအလုံးသဘောကျတယ်အဲ့ဒီအချက်ကိုစဉ်းစားခြင်းကအလုံးတရားမှဥပါဒံကိုနေပါစေတယ်အဲ့ဒါကိုကြည့်လိုက်ခြင်းအဖြစ်ငါလွယ်မှားမှုကြီးကနဲ့ရှမ်းကိုအမြင့်တွယ်နေတာပဲဆိုတာကိုလည်းသိထားနိုင်တယ်မလွယ်ဘူးတော့အဲ့လိုစဉ်းစားတဲ့ကြားကစိတ်ကသဘောမပေါက်တာလေးတွေကလည်းရှိနေသေးလားဟုတ်တယ်မလားတဲ့ပြောရင်လက်မခံနိုင်ပဲနဲ့ညှင်းဆန်နေတာလေးတွေလည်းရှိနေအောင်ပါပဲဒါတော့နားမလည်သေးရင်တော့လက်ခံတယ်လို့ပြောလည်းပဲယုံရမရှိဘူးလေဟုတ်လားနားမှမတည်ပဲနဲ့ဘလို့လက်ခံတော့ဟုတ်တယ်မဟုတ်လားနားလည်းမှလက်ခံဖို့ဆိုတာရှိနေတာနော်ဟိုယုံကြည်မှုနဲ့လက်ခံတဲ့အပိုင်းရှိပါတယ်မရှိဘူးလို့မဆိုလို့ပါဒါဒီအဲ့ဒါကနားလည်မှုနဲ့လက်ခံတဲ့အပိုင်းတော့လေးနေမှုရှိမလားမရှိဘူး။တော့နားလည်မှုနဲ့လက်ခံတယ်ဆိုတာဉာဏ်ပညာနဲ့ကိုတကယ်သိပြီးတော့သူကလက်ခံတဲ့အပိုင်းဟုတ်ရဲ့လား။ဒါကြောင့်ဦးဇင်းတို့ပြေးသက်ပေါင်းတော့ဒါအမျိုးမျိုးစိတ်ကိုစဉ်းစားရမယ်။ဒီစိတ်ကခန္ဓာအပိုင်းတော့သူ့ကိုဘယ်လိုပြောရတော့မာယုပမာနိသဝိညာဏမျက်လက်ဆရာလို့ပြောတာတော့သူပြောတဲ့တရားစကားတွေကိုအမှန်ကန်မဲလို့ထင်ရင်တော့အဲ့ဒါအကြီးကျယ်လွဲပါမယ်။ဟုတ်ရဲ့လား။တခြားလုံးကသူလှည့်သားခဲ့တာကိုအဟုတ်ကြီးထင်ခဲ့တာပဲနော်ယုံခဲ့တာပဲအခုပြောနေတာကဘယ်လိုပြောတာလဲမြတ်စွာဘုရားပြောပြတာနော်တတ်မြင့်ယုဒဉာဏ်ကိုအခြေခံပြီးတော့ပြောထားတာဒါကမလို့ဘုရင်တို့အမြဲတမ်းယုံနေတာကအမှန်စိတ်ကပြောတာကိုပဲယုံခဲ့တာအဲ့တော့မြတ်စွာဘုရားမာဂန္ဒီပုံသားကြီးကိုဟောတာလေတုတ်တန်ထဲမှာဘာတွေ့ရလဲဆိုတော့အမှန်သိလာတဲ့တနေ့ကျတော့ဒီစိတ်ကြီးကငါ့ကိုကာလရှိရဆိုတာလှည့်စားခဲ့ပါလားလို့စိတ်ရဲ့ပုံမှာနားလည်လာလိမ့်မယ်တဲ့အဲ့လိုဟောတာရှိတယ်။မျက်စိမမြင်တဲ့လူကိုမျက်စိမမြင်တဲ့လူကဝက်ကောင်းစားတာလေးဝှက်ချင်တာအဲ့ဒါကိုဘေးကလူနောက်တွေကနော်စီကြီးတွေပေးနေတဲ့အဝတ်ကြီးဟောင်းကြီးအိုးကြီးကိုပဲသူဝှက်ချင်တဲ့ဝက်ကောင်းစားတာလေးဆိုပြီးတော့လိမ်ညာပြီးတော့ဝှက်ပေးတာအဲ့သူကမျက်စိမမြင်တဲ့အခါကျတော့အဟုတ်ထင်ပြီးတော့ตายရတယ်။သူကမြင်ရမယ်ကိုဘေးကလူတွေတက်လာတာမှလည်းသူအကုန်လုံးခံရတယ်။ဒါပေမဲ့သူကရှောက်ကြွားရင်လည်းကြွားတာပဲ။အဲ့ဒီအဝတ်နှောင်းကြီးကိုပဲသူကအဝတ်ကောင်းကြီးလိုထင်းနေတာလေအခုလို့စင်နေအဲ့ဒီမျက်စိမြင်နေလို့လည်းအတူတူပဲအဲ့စိတ်ကသူ့ကိုမျိုးမျိုးလှည့်ထားတာအဲ့ဒါကိုပဲယုံပြီးတော့ဒါကိုပဲအတည်ပြုပြီးတော့ဒါကိုပဲအခိုင်အမာပြုပြီးတော့ကြွားတာလည်းရှိနေတာမောက်မာတာလည်းရှိနေတာတကယ်လို့အဲ့ဒီလူကိုဆွေတွေမျိုးတွေကမျက်စိမြင်အောင်ခုပေးလိုက်လို့သူမြင်သွားပြီဆိုရင်ဒီကောင်နဲ့ငါ့ကိုလှည့်စားထားတာစိတ်နာသွားနိုင်တယ်အဲ့ဒီလူတွေပေါ့အဲ့လိုပဲအမှန်သိလာတဲ့အချိန်မှာဒီစိတ်ရဲ့ပုံမှာဒီစိတ်ကငါ့ကိုလှည့်စားခဲ့တာအဲ့လိုမျိုးစိတ်ရဲ့ပုံမှာနားလည်သွားမှု
ရှိလာလိမ့်မယ်လို့မာဂန္ဒီပြပိုက်ကုံနဲ့ဆိုပြဟောတာရှိဦးဇင်းကတော့အမှတ်ရတာလေးတွေကိုပဲပြောတာပါဟုတ်လားပြောရင်လည်းအဲ့ဒါအချိန်ကစေနော်အဲ့တော့ဒီနေ့ဦးဇင်းတို့ပေးတဲ့ကောင်းတဲ့ကောင်းတို့ဓာတုဓာတ်သဘာဝလေးရဲ့အကြောင်းကိုစက်ပြီးဆက်ရတုတ်တန်လေးတွေကိုဦးဇင်းတို့ပြောပြပါတယ်နော်အဓိကရည်ရွယ်ချက်ကဘာလို့များအန္တပုထုဇဉ်အဖြစ်ကနေကလျာဏပုထုဇဉ်အဖြစ်ကိုရောက်ရှိရေးဟုတ်ရဲ့လားဥက္ကဟသင်ယူရမယ်ပရိပု္ပ္ပမေးရမယ်နော်တဝနာနားထောင်ရမယ်ဓာရဏမှတ်ပြီးတော့ဆောင်းထားရမယ်အာဂုံရအောင်ဆောင်းရမယ်လို့ပြောတာနော်တချို့အကြောင်းအရာတွေကအာဂုံကိုဆောင်းထားမှဘိုးပေါင်းတာအောက်ရှင်မေ့သွားတယ်အာဂုံရတာပါနော်အာဂုံကိုတိတ်ပြီးတော့တန်ဖိုးမထားလို့လည်းမရဘူးတချို့ဟာတွေကအာဂုံရတာရင်အတော်ကောင်းနှုတ်ထက်တိုးနေရွတ်လိုက်တာနဲ့ပြောခဲ့ပြီးသားနားထောင်ခဲ့ပြီးသားအတိတ်တွေကအုံပေါ်လာတယ်ကောင်းတော့တချို့ဟာတွေဆောင်းထားရတယ်နော်ပြီးရင်မလို့အောင်ပိဿဝခန္ဓာလေးလေးနက်နက်စဉ်းစားရမယ်ရှင်ဉင်ရမယ်မစဉ်းစားလို့ရှင်ဉင်တော့ကတော့တိတ်အသေးပဲရှိတယ်မစဉ်းစားရှင်ဉင်ဖို့ပိုင်းကတော့အလွန်အရေးကြီးတယ်လို့ဆိုကြမှာလေဟုတ်လားဒါကြောင့်ဒီတော်ကောင်းဒီလိုကောင်းတို့ဓာတ်တဘာဝတရားအလိုပုဂ္ဂိုလ်အကျင့်မလိုက်မစားမငြိမ်ညာပဲကြောင်းအားလျော်စွာသူချင်းရနဲ့သူ့တဘာဝသူ့ကိစ္စကိုဆောင်ရွက်တဲ့မှုအကြောင်းပြု၍ဓာတ်ဟုတင်ညာအစဉ်လာ၏အလေဒီဆိုပြရဲ့လက်ရအဲ့ဒါကလေးတုန်းကကြက်ထားလို့ရတာအခုကြီးလာတော့မကြက်နိုင်တော့ဘူးဟုတ်လားရွတ်တော့စဉ်းစားတယ်အလိုလေသူ့ရဲ့အာဘုံဆောင်ထားတာဆိုတော့တန်းပြီးတော့ထွက်သွားတာဘယ်ပိုက်ပြီးရင်ဘယ်ပိုက်ရှုပ်ပဲလို့ဥစဉ်မှာစဉ်းစားနေတာမရှိဘူးဒါပေမဲ့အခုကြီးမှကြက်ထားတဲ့စာတွေကြတော့ဘာမှမရတော့အလွန်နှမျိုးစရာကောင်းတယ်။အော်ဒါမှငယ်လုံးကငါစာလေးအများကြီးကြက်တဲ့တော်တော်ကောင်းပါ။အခုကျတော့ဘာမှလုပ်လို့မရတော့ကြက်ချင်စီလည်းမရှိတော့။စာကြည့်ရမှာကိုအသေးကြောက်တယ်။အဲတချို့အသက်40ကျော်ဒီဇံဝဲတွေဖြေးနေကြရှိဘလို့စိတ်နဲ့ဖြေးနေတယ်မသိဘူး။ခေါင်းတော့နားမလည်တိုင်းပေါ့နော်။အဲ့တော့ဒီလိုပြတဲ့ပေါင်းတော်ဒီနေ့ဓာတုဓာတ်တဘာဝရဲ့အကြောင်းကိုပြောပြမယ်နော်။ဒီနေ့အလုံးစုံပေးတဲ့ပေါင်းတော်ပေါင်းတို့ကုသိုလ်ကောင်းမှုအစွတ်စွတ်ကိုပြုလုပ်ပြီးတော့စိတ်တည်းရဲ့နော်အစဉ်တမ်းမြင်မာတဲ့အနေအထားတရားကိုရအောင်ကောင်းမြတ်မှုတွေကိုကြိုးစားအထောက်ကြတယ်ဒါနမှုတိလမှုသမာဓိမှုပညာမှုနော်အခုလည်းပဲဒါသမာဓိပညာကိုအဓိကဥတည်ပြီးတော့တရားစကားတွေကိုနာယူကြတယ်နားထောင်ကြတယ်ဒါကြောင့်ဒီကနေ့ပေးတဲ့ပေါင်းတော်ပေါင်းတို့ပြုလို့အထောက်အသောဒါနတိလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်ရဲ့အစွမ်းတတိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပူဇဉ်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း